သာသနာတော်နှစ်2569ခုနှစ်ကောဇာတက္ကရာ1389ခုနှစ်နောင်တကူလာစုပ်9ရက်နေ့ခရစ်နှစ်2026ဧပြီလ10ရက်နေ့ညချမ်းကာလတွင်မွန်ပြည်နယ်ရေးမြို့နယ်နှစ်ကရင်ကျေးရွာအလှတကာအလှမများဖြစ်ကြတဲ့ကိုကျော်ဆန်းမဝင်းတန်တာဦးတို့ကအိမ်သစ်တက်ပွဲနှင့်ရှင်သူရဟန်းခံနာသအလှတော်မင်္ဂလာဓမ္မသဘင်ဓမ္မပူဇာဓမ္မဒါနတရားအလှပွဲဓမ္မသဘင်၌ဟောကြားအပ်သောအင်္ဂုတ္တရနိကေနှင့်တကွဆိုင်ရာကျမ်းဂန်တို့ဖြင့်တန်စာစဉ်ဟောကြားအပ်သောတရားချစ်သူတရားတော်တရားကောင်းစီတရားချစ်သူသို့မဟုတ်တရားကိုမြတ်နိုးသူဆိုတဲ့အမည်ရတဲ့တရားကိုသရတရားဖြစ်ပေါ်ရဲ့လိုက်နာကြည်သုံးပေါ်ဟောကြားနာကြမယ်မဟုတ်သေးမီမနာသေးမီတရားမဲ့ပိုင်ရှင်သုံးလောကထွတ်ထားသဗ္ဗညုမြတ်စွာဘုရားအားရှေးဥစွာကြီးညိုရှိခိုးကြဥစို့အားလုံးပဲလက်ဥချီတရားဟောပုဂ္ဂိုလ်ကဗလင်ပွေထက်ကနေဘုရားမြတ်စွာအားကြီးညိုရှိခိုးသည့်အခါငါတို့လည်းပဲထိုနည်းအတူရှိခိုးရလေတယ်လို့သတ္တာကြီးညိုပွားများကြပါဗုဒ္ဓဘောဓယဒေသေတိဓမ္တောယောဓမ္မထာယသသမထာယသန္တောဓမ္မတိန်နောဝဒရဏာယသနိဗ္ဗုတောနိဗ္ဗာနထာယတံလောကသရဏနမေယောဗုဒ္ဓသဗ္ဗညုဗုဒ္ဓအမိယတိသုံးလောကထွတ်ထားအကျဉ်သဗ္ဗညုမြတ်စွာဘုရားသည်ဗုဒ္ဓသစ္စာလေးပါးမြတ်တရားကိုဆရာမကူသယံဘုညံဖြင့်ကိုယ်တော်တိုင်သိတော်မူပြီးသည်ဖြစ်၍သာလျင်ဘောဓာယဇာကျွတ်ထိုက်သသူဘိုဘိုလူတို့ကိုယ်ရူမရွယ်သစ္စာလေးသိသိကြစေခြင်းငါ၎င်းတန်တော်ကိုယ်တော်တိုင်ယဉ်ကျေးတော်မူပြီးသည်ဖြစ်၍သာလျင်ဓမ္မထာယသကျွတ်ထိုက်သသူဘိုဘိုလူတို့ကိုယ်ရူမရွယ်ယဉ်ကျေးကြစေခြင်းငါ၎င်းတန်တော်ကိုယ်တော်တိုင်ကိလေသာအပူငြိမ်းအေးတော်မူပြီးသည်ဖြစ်၍သာလျင်သမထာယသကျွတ်ထိုက်သသူဘိုဘိုလူတို့ကိုယ်ရူမရွယ်ကိလေသာအပူငြိမ်းကြစေခြင်းငါ၎င်းဒိဏောဝဩဃလေးကံရေပြင်ကြမှာကုသံထုတ်ဖြောက်ကိုယ်တော်တိုင်ကူးမြောက်တော်မူပြီးသည်ဖြစ်၍သာလျင်တရဏာယသကျွတ်ထိုက်သသူဘိုဘိုလူတို့ကိုယ်ရူမရွယ်သန္တရာတစ်ဖက်ကန်းသို့ကူးမြောက်နိုင်ကြစေခြင်းငါ၎င်းနိဗ္ဗုတောကိုယ်တော်တိုင်ပြိနိဗ္ဗာန်ဝိဇ္ဇံချုပ်ငြိမ်းရုပ်သိမ်းတော်မူပြီးသည်ဖြစ်၍သာလျင်နိဗ္ဗာနထာယသကျွတ်ထိုက်သသူဘိုဘိုလူတို့ကိုယ်ရူမရွယ်ပြိနိဗ္ဗာန်ဝိဇ္ဇံနိုင်ရစေခြင်းငါ၎င်းဓမ္မသစ္စာလေးချက်တရားနဲ့ကိုဒေသေတိကရုဏာရှိသောမေတ္တာအဖြစ်ဟောကြားတော်မူခဲ့ပါ၏လောကသရဏံလောကသုံးပါးလူအများတို့၏အာထာကိုးကွယ်ရာဖြစ်တော်မူထသောတံဗုဒ္ဓံသဗ္ဗညုဗုဒ္ဓအမိယသည်သုံးလောကထွတ်ထားထိုသဗ္ဗညုမြတ်စွာဘုရားကိုမယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ဆိုကြကုန်သောထိုများစွာငါခန္ဓာကိုသူငါမဲ့ခေါ်ဘုရားတပည့်တော်တို့သည်နမေနမမဝန္တေဝန္ဒမအမြတ်သူငါဘေးရန်ကွာ၍ချမ်းသာစေကြောင်းစုမွန်တောင်းလျက်ဟုတ်ခေါင်းညိုလျို့ရှိခိုးကြောလိုက်ကြပါကုန်၏မြတ်စွာဘုရားမြတ်စွာဘုရား
တရားမဲ့ပိုင်ရှင်သုံးလောကထောထသဗ္ဗညုမြတ်စွာဘုရားအားရှိခိုးပူဇော်ပြီးတဲ့နောက်ပရိသတ်ပေါင်းတော်ကောင်းတို့ကထိုင်နိုင်သောအနေထားမျိုးဖြင့်မြတ်တစွာထိုင်ပြီးတော့တရားနာနိုင်ပါပြီတရားနာနေစေမှလည်းညောင်းညာလွတ်ရင်ပြောင်းပြေးရွှေ့ပြီးတော့တရားနာနိုင်ပါတယ်တပါးညောင်းရင်တပါးပြောင်းပြီးတော့တရားနာကြဣရိယာပုတ်၄ပါးသွားရထိုင်လျောင်းအဲ့ဒီဣရိယာပုတ်၄ပါးထဲမှာတပါးညောင်းရင်တပါးပြောင်းဒီဘက်ကညောင်းရင်ဟိုဘက်ကိုလှည့်ပြီးတော့တရားနာပါဘုန်းကြီးတို့ကျမ်းဂန်ထဲမှာပရိသတ်တွေလည်းကြားဘူးကြမယ်ဧကံသမယံဘဂဝါသာဝတိယဝိဟာရတိစေတဝနေအာနာထပိဋိကတအာရာမေဆိုတဲ့တရားနိဒံစေတဝနေဇေတဝန်ကျောင်းမှာမြတ်စွာဘုရားဝိဟာရတိသတင်သုံးနေတယ်အဲ့ဒီဝိဟာရတိသတင်သုံးတယ်ဆိုတဲ့စကားပါဠိတော်ကဆိုတဲ့စကားကိုအဖွင့်ကျမ်းလို့ခေါ်တဲ့အဋ္ဌကထာတွေမှာဘယ်လိုများဖွင့်ဆိုထားလဲဆိုရင်ဣရိယာပုတ်တစ်ပါးညောင်းပြီးတော့ဖြစ်ပေါ်လာတဲ့ဒီဆင်းရဲဝေဒနာကိုတစ်ပါးပြောင်းပြီးတော့ဖြစ်ပေါ်တဲ့ဝေဒနာကိုကုသပြီးတော့ပြောင်းပြင်ပြီးတော့မြတ်စွာဘုရားဟာတရင်သုံးတယ်တဲ့ဆိုကြပါစို့ပရိသတ်ဒီလိုမျိုးအခုလိုထိုင်နေရင်တရားနာတော်တော်ကြာတော့ကြိုက်တယ်ခဲတယ်ထုံတယ်ကျင်တယ်ဖြစ်လာတာအဲ့ဒါပရိသတ်ရုပ်ဝေဒနာလို့ခေါ်တယ်ဘာလို့ခေါ်လဲရုပ်ဝေဒနာဆင်းရဲနေပြီယောဂဖြစ်နေပြီပေါ့နော်အဲ့ဒီယောဂကိုပြောင်းပြင်ရွှေ့ပြီးတော့နောက်ဣရိယာပုတ်တစ်ပါးနဲ့ကုသလိုက်တာတဲ့ဘာလို့လိုက်တာလဲဣရိယာပုတ်ပြောင်းပြီးကုသလိုက်တော့စောစောကနာတာတွေမပြောက်သွားဘူးလားမသက်သာသွားဘူးလားမြတ်စွာဘုရားကအဲ့ဒီလိုသွားရထိုင်လျောက်ဣရိယာပုတ်၄ပါးနဲ့ပြောင်းပြင်ရွှေ့ပြီးတော့သတင်သုံးတယ်တဲ့ဒါကြောင့်အဲ့ဒီစကားအတိုင်းပရိသတ်တွေတရားနာရင်လည်းပဲတပါးညောင်းတပါးပြောင်းပြီးတော့တရားကိုအာရုံယူထားပေါ့နော်ဧကံသမယံဘဂဝါသာဝတိယံဝိဟာရတိစေတဝနေအာနာထပိဋိကတအာရာမေဧကံတပါးသောသမယခါ၌ဘဂဝါဘုံတော်6ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်သာဝတိယံသာဝတိမြို့ရဲ့အနီး၌အာနာထပိဋိကတအနာရဝိသထေကြီးဤအာရမေနှလုံးမွေးလျော်ပြောဝဲရကောင်းပါပြီထသောစေတဝနေဇေရွန်ရောင်မောင်းတတိကြောင့်၌မဟာတာအရေးအတွက်အဖြစ်မြတ်ပြားလှစွာသောဝါမဟာတာသီလသမารိပညာကိုအဖြစ်မြင့်မြတ်လှစွာသောဘိက္ခုသံဃေနယဟန်သံဃာအပေါင်းနှင့်သတ္တဲ့အတူတကွဝိဟာရတိယပဋ္ဌလေးလီမြတ်ကြီးရှင်ပြုံးတရင်သုံးတော်မူလေတော်သတိအခါတဘာဘုံတော်6ပါးသခင်ဘုရားရှင်ကိုတော်မြတ်ကြီးသာဝတိပြေမွန်ဇေတဝန်ရွှေကျောင်းမှာသံဃာတော်များစွာချမ်းရန်လျက်သရင်သုံးနေတော်မူ gain ဖြစ်တယ်လို့စိတ်ကူးနဲ့မှန်းပြီးတော့ကြီးညိုထားနော်အခုဘုန်းကြီးတို့ပရိသတ်တွေတရားနာနေတာဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကိုပြန်ရောက်သွားသလိုစိတ်แท้ကအာရုံယူထားဘုန်းကြီးတို့ရုပ်ရှင်တို့ဘာလို့ဆိုရင်ဟိုအတိတ်ကိုပြန်သွားတာတွေတချို့ရုပ်ရှင်ရိုက်ကွက်တွေပြလာရှိနော်အဲ့ဒီလိုပဲဘုန်းကြီးတို့ပရိသတ်တွေလည်းဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်မြတ်စွာဘုရားလက်ထက်ကိုပြန်ရောက်ပြီးတော့ဇေတဝန်ကျောင်းတိုက်ထဲမှာတို့ဟုတ်တရားနာနေတယ်လို့အာယုံယူပေါ့နော်ဇေတဝန်ကျောင်းတိုက်ကြီးတွေကဓမ္မယုံကြီးအဲ့ဒီဓမ္မယုံကြီးထဲမှာယဟန်ပရိသတ်တွေလည်းစုံပြီးဘိက္ခုနီခေါ်တဲ့အမျိုးသမီးယဟန်တွေလည်းစုံပြီးတော့ဥပဒကလို့ခေါ်တဲ့အမျိုးသားတကားတွေလည်းစုံပြီးဥပတိကာမလို့ခေါ်တဲ့အမျိုးသမီးတွေလည်းစုံပြီးပရိသတ်၄ပါးဘယ်နှပါတော့အဲ့ဒီပရိသတ်၄ပါးထဲမှာဘုန်းကြီးတို့တကားတကမတွေလည်းအပါဝဲလို့အာယုံယူထားနော်အဲ့ဒီလိုတရားနာရရင်သဗ္ဗရတ္တဓမ္မရတ္တောဇိနာတိအယသာတကအယသာထဲမှာတရားအယသာသည်အကောင်းဆုံးပဲဆိုတဲ့အတိုင်း
စိတ်ထဲမှာဝမ်းသာနေတဲ့ပီတိဖြစ်နေတဲ့ကျဉ်နှက်နေတဲ့နှစ်သက်နေတဲ့ဆိုတာဘုန်းကြီးတို့စားစရာများလို့ငပိတွေစားတွေစီတွေငရုတ်သီးတွေကြက်သွန်တွေထဲ့စရာမလိုပဲနဲ့တရားအရသာကပြည့်ပြီးတော့နေနေတာနော်ဘုန်းကြီးတို့ဈေးထဲမှာဆိုင်ထဲမှာသွားပြီးတော့ဝယ်စားတယ်ဟိုတယ်တွေမှာသွားပြီးဝယ်စားတယ်ဆိုရင်ဘာတွေညာတွေထဲ့ပြီးတော့မှအရသာရှိတာနော်တရားကြတော့ပရိသတ်ကြီးစီလဲထဲ့စရာမလိုဘူးစားလဲထဲ့စရာမလိုအချို့မဟုတ်လဲလိုက်စရာမလိုဘူးနော်နေရင်းနဲ့ငကိုသဘာဝကိုကအရသာရှိပြီးမအေးချမ်းဘူးလားနှလုံးထဲမှာမငြိမ်းချမ်းဘူးလားအဲ့ဒါတရားအရသာပဲနော်အဲ့ဒီတရားအရသာကိုပေးလှူရတဲ့ဒီကနေ့အလှတကာအလှမတွေဖြစ်ကြတဲ့ကိုကျော်ဆန်းမဝင်းတန်တာဦးတို့ကဓမ္မဒါနတရားအလှထပ်ပြီးတော့ပေးကြတာနော်အေးရှင်မူယဟန်ကနာသအိဋ္ဌမင်္ဂလာအမျိုးမျိုးမှာဒီကနေ့မင်္ဂလာရှိတဲ့ဓမ္မဒါနတရားအလှပါဝင်ပြီးတော့အနှစ်ထုတ်ယူတဲ့ပွဲဒါကြောင့်သဗ္ဗဒါနံဓမ္မဒါနံဇိနာတိတဲ့သဗ္ဗဒါနံအလှတကအလှတွေထဲမှာဓမ္မဒါနံတရားအလှသည်ဇိနာတိအသာဆုံးဖြစ်တယ်အလှတကအလှထဲမှာတရားအလှကအသာဆုံးအမြတ်ဆုံးတဲ့နော်ဘုန်းကြီးတို့ပရိသတ်ဆိုကြပါစို့အခုဒီကနေ့ပရိသတ်တွေလာကြတော့ကျွေးတယ်မွေးတယ်အခန့်တယ်ဟုတ်တယ်မဟုတ်လားအဲ့ဒီအခန့်ကျွေးမွေးလိုက်တာကစားလိုက်ရဝမ်းထဲမှာတရက်ပဲခံတယ်မနှက်ဖန်ဆိုမရှိတော့ဘူးဝမ်းထဲမှာဟာပြီးကြံခဲ့ပြီနော်ဆိုကျင်တဲ့အတိတ်ပဲကစားစရာတောက်စရာတွေလှူလိုက်တာကတရက်ပဲခံတယ်ကျေးဇူးပြုနိုင်တယ်နော်အဝတ်အစားတွေပေးလိုက်ရင်လည်းမစုပ်မချင်းပေါ့ဒီလောက်ပဲခံတယ်နော်တရားအလှကြတော့ပရိသတ်သံသရာတလျှောက်နိဗ္ဗာန်ရောက်တဲ့အထိအကျိုးပေးမှာဘဝသံသရာအထိခံတယ်တဲ့ဒီကုသိုလ်ကနော်ဓမ္မဒါနတရားလှူတယ်လာပြီးတော့နာကြားတဲ့ပုဂ္ဂိုလ်ဓမ္မသဝနာတရားနာတဲ့ကုသိုလ်ရတယ်ဟောကုသိုလ်ဆိုတာကအလုံး10မျိုးတောင်ရှိတာကိုအဲ့ဒီ10မျိုးထဲမှာဓမ္မဒါနတရားပေးလှူတာလည်းပါတယ်နော်ဓမ္မသဝနာတရားနာကြားတာလည်းပါတယ်ဓမ္မသဝနာဆိုတာလာအလှခံတဲ့လူတွေပေါ့ဘုန်းကြီးတို့ဓမ္မတွေရွာတွေကလူတွေရောက်လာပြီးတော့ဒီမှာတရားနာဒီတရားအသိတွေတစ်လုံးကိန်းနှလုံးကိန်းဒီကုသိုလ်စိတ်တွေနဲ့ဒီအသိဉာဏ်တွေကသံသရာတလျှောက်နိဗ္ဗာန်ရောက်တဲ့အထိပါသွားတာနော်လွန်ခဲ့တဲ့ကတ္တပဘုရားလက်ထက်တော်ကာလကဇနီးမောင်နှံ2ယောက်တရားပွဲသွားပြီးတော့တရားနာတယ်ဣတိရူပံဤသီကယုတ်တရားဣတိနာမံဤသီကနံတရားဤသီကယုတ်ဤသီကနံဆိုတဲ့တရားကိုနာခဲ့ရဘူးတယ်အကျဉ်းချုပ်ကလေးနော်အဲ့ဒီအကျဉ်းချုပ်ကလေးနာခဲ့တဲ့ဓမ္မသဝနာကုသိုလ်ကြောင့်သေလွန်တဲ့အခါကျတော့နတ်ပြည်လောကကိုရောက်တယ်နတ်ပြည်လောကကနေပြီးတော့နတ်စည်းစိမ်တွေခံစားပြီးတော့လူပြည်ပြန်ရောက်တဲ့အခါကျတော့ဘုန်းကြီးတို့ဂေါတမမြတ်စွာဘုရားလက်ထက်မှာရေစက်လက်ဆုံးပြန်တဲ့ဒီဇနီးမောင်နှံ2ယောက်ကဟိုတုန်းကလုတ်ခဲ့တဲ့ရေစက်တွေနော်လက်ပြန်ဆုံးပြီးတော့လယ်သမားဖြစ်တယ်ပေါ့အဲ့ဒီလယ်သမားကလေမလှူရမနေနိုင်တဲ့ပုံနာနော်မလှူရမနေနိုင်တဲ့ပုံနာအချင်းရုပ်ပဲပြောကြပါစို့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကနာနဲ့အာယုံတက်တဲ့အခါမှာမိုးတောက်ထကာလမှာမြတ်စွာဘုရားလောကကြီးကိုကြည်လိုက်တဲ့အခါကျတော့မြတ်စွာဘုရားသဗ္ဗညုတဉာဏ်တော်ကိုရဲ့နဲ့ဖြတ်ကျက်ပြီးကြည်လိုက်တဲ့အခါကျတော့ဒီဇနီးမောင်နှံကိုတွေ့တယ်ဘယ်လိုအကြောင်းကြောင့်လဲဆိုတော့ဟိုလွန်ခဲ့တဲ့ကတ္တပဘုရားလက်ထက်တော်ကာလကတရားနာခဲ့တဲ့ကုသိုလ်ပါရမီတွေပါလာတယ်ဒီဇနီးမောင်နှံ2ယောက်နော်ငါဘုရားဒီနေ့ကြွပြီးတော့တရားသွားပြီးတော့ဟောရင်အကျွတ်တရားရလိမ့်မယ်ပါရမီတွေရည်နေပြီပါရမီတွေပြည့်နေပြီနော်သစ်သီးများခူးပြီးတော့အုပ်ထားရင်မှဲ့ပြီဆိုသလိုပေါ့စားလို့ရပြီနော်ခွဲစားရုံပဲဟုတ်တယ်မဟုတ်လားအဲ့ဒီလိုပဲပါရမီတွေဟိုဘဝကလုပ်ခဲ့တဲ့ပါရမီတွေဒီအချိန်ကျတော့ပြည့်ပြီ
ဒါကြောင့်မြတ်စွာဘုရားကိုယ်တိုင်ကြွပြီးတော့အိမ်ရှိမှာဆွမ်းခံရအဲ့ဒီမှာပုံနာကြီးဆွန့်ထွက်လောင်းရင်းနဲ့မြတ်စွာဘုရားဟောတဲ့တရားကိုနာရလို့ဇနီးမောင်နှံနှစ်ယောက်သည်သောတာပန်သကတာကအနာဂံလို့သုံးမဲ့သုံးဖို့စိုက်တော်မူသွားခဲ့တယ်ကြွတန်းဝင်သွားခဲ့တယ်နော်တရားနာခဲ့တဲ့ကုသိုလ်နော်ဒါကြောင့်သန္တရာတလျှောက်လုံးဒီဓမ္မဒါနတရားအလှူဟာမပုတ်မသိုးဘဲနဲ့မပါသွားဘူးလားပါသွားတာနော်ဒီအခုထမင်းနေဟင်းနေကဲကျွေးလိုက်တယ်ကုသိုလ်တော့ရတယ်လေမှန်တဲ့ကုသိုလ်ရစားပြီးဝမ်းထဲမှာတရက်လောက်ကြာရင်ပုတ်သွားပြီလေနောက်နေ့ကျရင်သွားဆိုးလိုက်တော့ဟုတ်တယ်မဟုတ်လားဒီတရားအသိကြတော့ဒီကုသိုလ်တွေကြတော့သန္တရာတလျှောက်မပုတ်မသိုးဘဲနဲ့မပါသွားဘူးလားနိဗ္ဗာန်ရောက်တဲ့ဒီအကျိုးပေးတယ်နော်ဒါကြောင့်တရားအလှူဟာအမြတ်ဆုံးတဲ့ဘယ်လှူကအမြတ်ဆုံးတရားအလှူကအမြတ်ဆုံးဘုန်းကြီးတို့လည်းပဲဟုတ်လားအပေလည်းရောက်မယ်ကျမ်းမာရေးလည်းကောင်းမယ်သွားနိုင်တော့ဆိုရင်တော့ဒါသွားပေးပါတယ်လက်လန်းတမီပေါ့နော်သိအဝေးတွေကြတော့ဘုန်းကြီးတို့အသက်ရွယ်တဲ့ကအစင်မပြေတော့နော်အေးဒါကြောင့်ဘုန်းကြီးကအင်မတန်ဝမ်းသာတယ်ကျေနပ်တယ်အလှရှင်ကိုစားဩတရားလှူကြီးပေးရတာဝမ်းသာစရာကြီးပဲပြီးခဲ့တဲ့နော်တပတ်10ရက်လောက်ကလည်းရက်ွက်တစ်ခုမှာဒီလိုပဲရှင်ပြုရဟန်းခံနဲ့လာပေးတော့ကိုကမမှတ်မိဘူးဒီတကားကိုသူကလျှောက်တယ်ဆရာတော်တဲ့တပည့်တော်တို့ငယ်ငယ်တုန်းကဆရာတော်ကတပည့်တော်တို့ကိုထိန်းခဲ့တယ်လေတဲ့ဘုန်းကြီးကျောင်းသားဘဝတော်ကတဲ့ဘုန်းတော်ငယ်ငယ်တုန်းကနေခဲ့တဲ့ဆရာဥပိ္ပစေကျောင်းမှုတော်မှာရှိတယ်နော်အဲ့တော့သူတို့ကကျောင်းသားလေးတွေကိုကမမှတ်မိငယ်ရုပ်တွေမနေ့ပြန်ဖမ်းပြီးတော့အေးကွာငါတော့မေ့နေတယ်ကွာမင်းတို့ကမှတ်မိလည်းပဲငါနှုတ်ဆက်ပေါ့ငါသွေးကြည့်တာမဟုတ်ဘူးလို့ဘာကိစ္စတော့ဆိုတော့တပည့်တော်ခလေးတွေရှင်ပြုဖရာတဲ့ယဟန်ခံတဲ့အဲ့ဒါတပည့်တော်တရားပွဲတွေလှုပ်ချင်လို့အေးကွာငါလောက်ဟောမယ်ကွာငါအားပေးတယ်နော်အဲ့ဒါနဲ့ဒီလိုတရားတွေဟောပေးရတာပေါ့လေပြီးတော့လည်းပဲရက်ပိုင်းပဲရှိသေးတယ်အဲ့ဒါလည်းရက်ွက်တစ်ခုကအဲ့ဒါလည်းပဲရှင်ပြုယဟန်ခံသူသားတရားပွဲလာပေးတယ်ချမ်းသာလို့တော့မဟုတ်ဘူးမရှိတဲ့ကြားကနေစုဆောင်းပြီးတော့ချစ်ချုပ်ပြီးတော့လုပ်တဲ့တရားပွဲမင်းဘယ်လိုဖြစ်ဖြစ်မင်းငါ့ကိုအာမနာနဲ့ငါလာဟောပေးမယ်လို့နော်အဲ့ဒါကြောင့်ပြောကျင်တာကတရားအလှူအလွန်တရာမွန်မြတ်တယ်ဘုန်းကြီးတို့ကိုယ်တိုင်လည်းကိုစိတ်ထဲမှာကိုဝင်စားပြီးတော့နော်ဇေတဝန်ကျောင်းတဲကနေပြီးတော့ဖယားကိုစားဟောနေရသလိုလိုစိတ်ထဲမှာခံစားနေတာလေတခါတည်းကြရင်ကိုယ်တိုင်ပဲနတ်ပြည်လောကရောက်ပြီးတော့နတ်သားနတ်သမီးတွေကိုဟောနေရသလိုလိုစိတ်ထဲမှာအဲ့ဒီလိုပီတိဖြစ်တာပါနော်ဒါကြောင့်အလှတကအလှမတွေလည်းအဲ့ဒီလိုအာယုံယူထားနော်အလွန်တရားမွန်မြတ်တဲ့တရားအလှဟုတ်ကလားဒါကြောင့်အာယုံယူထဧကံသမယံဘဂဝါသာဝတိယဝိဟာရတိဇေတဝနေအနာထပိန္တိကတာအာရာမေဧကံတပါသောသမယံခါ၌ဘဂဝါဘုံတော်6ပါးသခင်ဖယားရှင်ကိုရောမြတ်ကြီးသည်သာဝတိယသာဝတိမြို့ရအနီး၌အာနာထပိန္တိကတာအနာရိသထေကြီးဤအာရာမေနှလုံးမွေးလျော်ပြောဝဲရကောင်းပါပေထသောဇေတဝနေစေရွန်ရောင်မောင်းတထေကြောင့်၌မဟာတာအရေးအတွက်အပြင်များပြားလှစွာသောဝါမဟာတာသီလသမารိပညာကိုအပြင်မြင့်မြတ်လှစွာသောဘိက္ခုသံဃေနယဟသံဃာပေါင်းနှင့်တတ္တိအတူတကွဝိဟရတိယပထလေးလီမြာကြီးရွှင်ပြုံးတရင်သုံးတော်မူလေတော်တတိမြတ်စွာဘုရားဇေရွန်ကျောင်းတိုင်းမှာတရင်သုံးနေစေကာလတနေ့သောကာလမှာခုနကပရိသတ်၄ပါးစုံနေတဲ့အချိန်မြတ်စွာဘုရားအမျိုးသမီးတယောက်ကိုဧတတဲ့ဘွယ်တူးနဲ့ချီးမြှောက်တော်မူတယ်။ဘာဧတတဲ့လဲဆိုရင်ယရဏ၃ပါးပေါ်မှာဘယ်လိုအကြောင်းကြောင့်နဲ့မှမတုံမလှုပ်ယုံကြည်တဲ့ဧတတဲ့ဘွယ်တူးနော်ဘုန်းကြီးတို့ပါဠိစကားနဲ့ပြောရင်တော့အဝိစ္စပတ္တနာဧတတဲ့လို့ခေါ်တယ်ယရဏ၃ပါးပေါ်မှာဘယ်လိုအကြောင်းကြောင့်နဲ့မှမတုံမလှုပ်ယုံကြည်တယ်ဒါကြောင့်တရားပေါ်မှာအလွန်တရာချစ်မြတ်နိုးတဲ့အမျိုးသမီးတရားပေါ်မှာအလွန်တရာ
နော်စိတ်ထဲကိုဘဝတစ်ခုလုံးကိုဒီဓမ္မထဲမှာနှစ်မြုပ်ထားတဲ့အမျိုးသမီးကြီးညိုစရာအလွန်ကောင်းပါတယ်နော်ဣတရကံဘိခဝေမမသာဝိကနာဥပါတိကနာအဝိဇ္ဇပတနာနာယတိတံကာတိယာနိဘိခဝေပရိသတ်၄ပါးခြေသားခြေသမီးတို့မမငါဘုရားရှင်ကိုယ်တော်မြတ်ကြီးဤသာဝိကနာတပြည့်သာဝိကာမဖြစ်ကြပေကုန်သောအဝိဇ္ဇပတနာနာယရဏ300တို့၌မတုံမလုံးသက်ဝင်ယုံကြည်ကြကုန်သောဥပါတိကနာအမျိုးသမီးဥပါတိကတက္ကမအပေါင်းတို့တွင်ယတိတံကာတိယာနိယာအယံကာတိယာနိအကျဉ်ကာတိယာနိဆိုတဲ့အမျိုးကောင်းသမီးသည်အတ္တိရှိပါ၏ဧတံဧသာဒုကာတိယာနိဆိုတဲ့အမျိုးကောင်းသမီးသည်အကအမြတ်ဆုံးအသာဆုံးဖြစ်ပါပေတယ်လို့ဣတိသောဘဂဝါဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဣတရကထာနေအဝိဇ္ဇပတနာဣတရတရားပေါ်မှာအချစ်ဆုံးအမြတ်နှုံးဆုံးဆိုတဲ့ဣတရဘွယ်သူအရာကိုထပေသည်ကောင်းစွာမသွေချီးမြှောက်ထားတော်မူလေတော်သတည်းယရဏ3ပါးပေါ်မှာမတုံမလှုပ်သက်ဝေယုံကြည်တဲ့အမျိုးသမီးဧတတဲ့ရရှိတဲ့ပုဂ္ဂိုလ်ကာတိယာနီလို့အမည်ရတဲ့အမျိုးသမီးပြောကြည့်စမ်းကာတိယာနီလို့အမည်ရတဲ့အမျိုးသမီးဟာဒီဘွဲ့တူကြီးကိုရတယ်နော်ရတာလဲထိုက်ထိုက်တန်တန်ပေါ့ဗျာဒီအကြောင်းကိုပြန်ပြောင်းပြီးတော့ကြီးလိုက်မယ်ဆိုရင်ဇေရဝံသာဝတိကနေပြီးတော့ယူဇနာ120ကွာဝေးတဲ့အရာမှာကုရရဂရလို့အမည်ရတဲ့မြို့တစ်မြို့ရှိတယ်ရှာခလုတ်တိုက်တဲ့မြို့ပေါ့ကုရရဂရနော်အဲ့ဒီမှာကာလီဆိုတဲ့အမျိုးသမီးရှိအဲ့ဒီကာလီမှာလည်းပဲအလွန်တရာချစ်ကျွမ်းဝင်တဲ့အမျိုးသမီးတစ်ယောက်ရှိတယ်ကာတိယာနီတဲ့ကာလီနဲ့ကာတိယာနီပေါ့နော်ရှိတယ်အဲ့ဒီကာလီဆိုတဲ့အမျိုးသမီးမှာလည်းသားလေးတစ်ယောက်ရှိတယ်သောနလို့အမည်ရတဲ့သတို့သားအဲ့ဒီသောနသတို့သားကလည်းယရဏ3ပါးပေါ်မှာအလွန်တရာသက်ဝင်ယုံကြည်တဲ့လိမ္မာတယ်အလွန်တရာလိမ္မာတဲ့အတွက်ကြောင့်မို့မြို့ရဲ့အထွက်မြို့နဲ့မနီးမူမှာပဝတ္တလို့အမည်ရတဲ့တောင်ဆောင်ရှိပါတောင်ရှိပါတယ်အဲ့ဒီတောင်ကြီးမှာရှင်မာကိစ္စည်းမထေမြတ်ကြီးသတင်းသုံးပါတယ်ရူပကာယရုပ်ရည်ရူပကာရွှေအစင်းကဲ့သို့သတ်ပယ်တဲ့အရှင်မဟာကိစ္စည်းလေအဲ့ဒီရှင်မဟာကိစ္စည်းထံမှာဘုံကျောင်းသားကပ္ပိယပေါ့နေ့တိုင်းသွားဆရာတော်ကဆွမ်းငံကြွိုင်နောက်ကနေလိုက်ကြောင်းရောက်လို့ရှိရင်လည်းသောက်ရည်တွေသုံးရည်တွေအားလုံးပြင်ဆင်ပေးချိုးရည်တွေခတ်ပေးသင်္ကန်းတွေလျှော်ပေးဒီလိုကုသိုလ်လုပ်နေတာဒီတော့ရှင်မာကိစ္စည်းမထေမြတ်ကလည်းဒီသောနာသရုသားလေးကိုတရားလေးတပုတ်ဟောပြလိုက်ဆုံးမလိုက်တရားလေးဟောလိုက်ဆုံးမလိုက်တဲ့ဒီလိုနဲ့နေရင်တဲ့သာသနာကိုကြီးညိုပြီးတော့ကာလီမေတော်ကြီးမှာခွေပန်ပြီးတော့သာသနာပေါင်းနဲ့ဝင်ပြီးယဟန်ဝသုံးဝါရအသောကုန်ခယဟန္တာဖြစ်ဒီတော့သုံးဝါလည်းရပြီမြတ်စွာဘုရားကိုလည်းတခါမှမဖူးရသေးဘူးနော်ဒါကြောင့်ဆရာဥပိ္ပစေဖြစ်တဲ့ရှင်မဟာကိစ္စည်းထံမှာခွေတောင်းတယ်ဆရာတော်ဘုရားတပည့်တော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကိုဖူးခြင်းပါတယ်တပည့်တော်ခွေပြုပါဘုရားဒီတော့ဒီသောနာမထေဟာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ရဲ့ဓမ္မကာယကိုတော့ဉာဏ်နဲ့မြင်ထားပြီးပြီရူပကာယကိုတော့ဒီပဂရိမျက်လုံးလို့ခေါ်တဲ့ကံမျက်လုံးနဲ့သူမဖူးရသေးဘူးဉာဏ်မျက်လုံးနဲ့တော့ဖူးပြီးပြီပေါ့နော်ဒီနေရာလေးမှတ်တာဘဟုတုတ္တကာယဆိုတာနှစ်မျိုးရှိတယ်ရူပကာယနဲ့ဓမ္မကာယဘာနဲ့ဘာတော့ရူပကာယဆိုတာမြတ်စွာဘုရားခန္ဓာကိုယ်အယုအကျော်အသားနဲ့တိဆောက်တဲ့ခန္ဓာကိုယ်ကြီးအဲ့ဒါကရူပကာယလို့ခေါ်တယ်နော်ဓမ္မကာယဆိုတာမဲ့၄ပါးဖို့၄ပါးနိဗ္ဗာန်ပေါင်းလိုက်တော့၉ပါးအဲ့ဒါကိုလောကုတ္တရာတရား၉ပါးလို့ခေါ်တယ်
အဲ့ဒီလောကုတ္တရာတရား၉ပါးကိုဒီသောနာမထေရကောင်းကောင်းကြီးဉာဏ်နဲ့မြင်ထားပြီးပြီနော်မက်၄ပါးဖိုး၄ပါးနိဗ္ဗာန်ကိုသူမြင်ထားပြီးအသောကုန်ခန့်ယဟန္တာဖြစ်ပြီးပြီပေါ့ဒီတော့မြတ်စွာဘုရားရဲ့မှန်ကန်တဲ့တရားဓမ္မတွေကိုကောင်းကောင်းကြီးသိထားပြီးပြီတရားစစ်တရားမှန်ရထားပြီးပြီအဲ့ဒါကိုဓမ္မကာယကိုဉာဏ်နဲ့မြင်ထားတာလို့ခေါ်တယ်ဒါပေမဲ့ရူပကာယဘုရားကိုသူတခါမှမတွေ့ဘူးသေးဘူးနော်ဒါကြောင့်ဘုရားကိုဖူးခြင်းနဲ့တပည့်တော်ကိုခွေပေးပါဆိုတော့မထေရကြီးကလည်းခွေပြုလို့သာဝတိကိုကြွသာဝတိရောက်တော့ဘုရားပူကြွလာတဲ့သံဃာတွေဝါလကင်းလို့တရင်ကျွတ်ဘုရားပူကြွလာတဲ့သံဃာတွေကမ္မထမ်းကြောင့်အသီးအသီးမှာနေရာတွေရဒီသောနာသတို့သာသောနာယဟန်ကတော့နေရာမရသေးဘူးမြတ်စွာဘုရားကမိတ်ကြားတဲ့ချစ်သားသောနာဘယ်ကမ္မထမ်းကြောင့်မှမကြွပါနဲ့ဒီခန္ဓာကုရီတိုက်ထဲမှာပဲငါဘုရားနဲ့ဒီညသရင်သုံးပါလို့ဘုရားကခွေပြုတယ်ခန္ဓာကုရီတိုက်ဆိုတာကအကြီးကြီးမဟုတ်ဘူးတပါးနေစံကြောင်းပေါ့ဗျာမြတ်စွာဘုရားတပါးတဲ့သရင်သုံးတဲ့ကြောင်းနော်ဘုန်းကြီးတို့အိန္ဒိယဘုရားဘူးရောက်တဲ့အခါကျတော့အဲ့ဒီဇေရွန်ကျောင်းနဲ့သွားလေ့လာဇေရွန်ကျောင်းနဲ့ဝင်သွားရင်ညာဘက်မှာဓမ္မာယုံရှိတယ်ရှေးဟောင်းသုတေသနဌာနကနေပြန်လဲတူးဖော်ထားပြီးတော့အုတ်ရိုးတွေငကူအတိုင်းပြန်စီထားတာနော်ဘယ်ဘက်မှာတော့ခန္ဓာကုရီတိုက်ဆိုတာရှိတယ်ဒါလည်းပဲဘုန်းကြီးတို့အုတ်မြစ်တွေပေါ့ဘုန်းကြီးတို့သေချာကြည့်တဲ့အခါကျတော့ဩတပါးနေကြောင်းပါပဲခန္ဓာကုရီတိုက်ဆိုတာအကြီးကြီးတော့မဟုတ်ဘူးနော်အဲ့ဒီမှာမြတ်စွာဘုရားနဲ့အရှင်သောနာမထေရသရင်သုံးကြညာဥယံဆိုတော့ပရိသတ်တွေရှိတယ်လူပရိသတ်တွေဟောညီလေးနဲ့လာတော့လူပရိသတ်တွေရှင်းသွားပြီယဟန်ပရိသတ်တွေရောက်လာတယ်ကမ္မထာနဲ့ပတ်သက်တာတွေတရားနဲ့ပတ်သက်တာတွေမေးမြလျှောက်ထားယဟန်ပရိသတ်လည်းညီးနဲ့တော့ပြန်သွားကြကုန်ပြီဒီတော့မြတ်စွာဘုရားနဲ့သောနာမထေပဲကြံတဲ့အချိန်မြတ်စွာဘုရားကမိတ်ကြားတဲ့ချစ်သားသောနာငါဘုရားကိုတရားတစ်ပုဒ်လောက်ဟောပြပါလို့မြတ်စွာဘုရားတရားတောင်းတယ်ဗျာအဲ့တော့အသောကုန်ခန့်ယဟန္တာမထေမြတ်ဆိုတော့မကြောက်မယုံသူ့ခန္ဓာကိုယ်တို့တရားတွေကိုမြတ်စွာဘုရားကိုပြန်ပြီးဟောပြတာနော်ဟောလိုက်တာပရိသတ်မနဲ့မိုးလင်းအာယုံကျင်းတဲ့အထိပဲတရားလဲသိရောမြတ်စွာဘုရားသာဓုခေါ်တယ်မြတ်စွာဘုရားသာဓုခေါ်တော့ဘုံမဇုနတ်ဒီအာဂတဇုနတ်ဒီလဲဝိုင်းပြီးတော့သာဓုခေါ်ကြတဆိစကားတဆိနာဆိုတဲ့အတိုင်းနတ်တွေမြမာရီအသီးသီးသာဓုခေါ်ကြတော့ယူဇနာ120ကွာဝေးတဲ့မေတော်ကြီးကာလီရဲ့အိမ်မှာစောင့်နေတဲ့အိမ်စောင့်နတ်ကလည်းသာဓုခေါ်တယ်သာဓုခေါ်တန်ကြတော့ကာလီမေတော်ကြီးကအိမ်ရှင်မကဟေးဘသူလဲငါအိမ်မှာသာဓုခေါ်နေတာခါတိုင်းနေမကြားဘူးဒီကနေ့မနေ့မှဒီအတန်ကြားတော့ကိုထင်ရှားပြပြီးတော့အာကာလီရှင်မကာလီကျုပ်ကအိမ်ဆောင်နှတ်ကြီးပါဘာဖြစ်လို့သာဓုခေါ်တယ်လဲသာဓုခေါ်တာကဒီလိုပါရှင်မရဲ့သားမောင်ပဇင်းဟောတဲ့တရားကိုမြတ်စွာဘုရားနာကြားပြီးတော့မြတ်စွာဘုရားကဝမ်းသာလွန်းလို့သာဓုခေါ်တယ်ဒါနဲ့နတ်တွေပြမာတွေလည်းဝိုင်းပြီးသာဓုခေါ်တော့ကျုပ်လည်းသာဓုခေါ်ပါတယ်ဆိုတော့မေတော်ကြီးကာလီကဇဝေဇဝါဖြစ်သွားတယ်ငါပဲကြားမှားသလားအိမ်ဆောင်နှတ်ပဲအပြောမှားသလားဖြစ်ရင်တရားမင်းပိုင်ရှင်သုံးလောကထွတ်ထားမြတ်စွာဘုရားဟောကြားတဲ့တရားကိုငါသာသုံးဝါသာရသေးတဲ့မောင်ပဇင်းကနာရမှာပေါ့အခုသားမောင်ပဇင်းဟောတဲ့တရားကိုမြတ်စွာဘုရားကနာကြားပြီးတော့သာဓုခေါ်တဲ့ပြောင်းပြန်ကြည့်ပါလားဟုတ်ပါမလားစိတ်ထဲယုံမှတန်တရားပြစ်ပြီးတော့ပြန်မေးတဲ့အိမ်ဆောင်နှတ်ကြီးရှင်းလေးပြောပြစမ်းပါကျမနာကပဲကြားမှားသလားရှင်ကပဲအပြောမှားသလားပြန်ပြောပြစမ်းပါကျမသားကတရားနာပြီးတော့သာဓုခေါ်တာလားသို့မဟုတ်ကျမသားကဟောပြီးမြတ်စွာဘုရားသာဓုခေါ်တာလားဟုတ်ပါတယ်မြတ်စွာဘုရားကမိတ်ကြားလို့သောနာကိုယ်တော်လေးတရားဟောပြတာမြတ်စွာဘုရားတရားကိုနာပြီးတော့မြတ်စွာဘုရားသာဓုခေါ်တာ
ဟာအာလဲအာအောကြည်လဲကြည်ညိုဝမ်းလဲတာတာပေါ့နော်ကိုသားမောင်ပစင်ဒီလောက်ဟောတာမှမသိဘူးနော်အခုတော့ကြည်စံတရားမင်းပိုင်းရှင်မြတ်စွာဘုရားကိုတော့တရားဟောပြနိုင်တယ်တရားမင်းပိုင်းရှင်မြတ်စွာဘုရားကဒီသောနာကိုတော်လေးဟောမဲ့တရားဘုရားကသိပြီးသားမသိဘူးလားသိပြီးသားပေမဲ့မြတ်စွာဘုရားတရားကိုအလေးခရုပြုတယ်ဓမ္မဂါရဝလို့ခေါ်တယ်နော်မြတ်စွာဘုရားတရားကိုဂါရဝထားပြီးတော့လေးလေးစားစားတရားနာတယ်ဒီတော့ဘုန်းကြီးတို့တက္ကတက္ကမတွေကပြောစရာကိုမလိုတော့ဘူးနော်မြတ်စွာဘုရားတရားမင်းပိုင်ရှင်မြတ်စွာဘုရားတော်မှတရားကိုလေးလေးစားစားနာသေးတယ်ဆိုရင်ဘုန်းကြီးတို့တက္ကတော်မတွေကပုံမနာသေးဘူးလားနာသေးတာပေါ့နာဘူးထပ်မှန်ဆိုတဲ့အတိုင်းနာဘူးလည်းထပ်မှန်နာပေါ့ပြန်ပြီးထပ်သိရတာပေါ့နော်ဘုန်းကြီးတို့ဟိုတစ်ချိန်လုံးကရာဝတီတိုင်းပဲသွားပြီးတော့တရားစကားလေးတရားပွဲတွေလှဲ့လှဲ့ပြီးဟောတော့အဲ့ဒီမှာကြုံပြောဆိုတဲ့မြို့ရှိတယ်မြို့ကခတ်သေးသေးလေးပါအဲ့ဒီမှာမြတ်ချမ်းသာဘုရားဆိုတာဘုရား၃ဆူရှိတယ်တမြို့တယ်ဒီကဟောနေတဲ့အသံချက်ဆက်နဲ့ဘုန်းကြီးဟောတဲ့တရားကိုဟိုဘက်မှာဟောတဲ့ဘုန်းကြီးကြားနေရတယ်သိမဝေးဘူးပေါ့နော်အဲ့ဒါဒီလိုအဲ့လောက်ပဲရှိတယ်သိမဝေးဘူးအဲ့ဒီတော့ဒီမြတ်ချမ်းသာမှာဟောလာတဲ့ဆရာတော်တွေကဘယ်လက်ထက်ကစလာတယ်လဲဆိုမင်းကွန်တိပိဋကစတော်ကြီးလက်ထက်ကစပြီးတော့ဟောလာလိုက်တဲ့တရားနော်စတော်ကြီးကနှစ်တိုင်းကြွတယ်စတော်ကြီးနောက်ပိုင်းမှာအခုနော်သီတကူဆရာတော်ကြီးတို့ဘုန်းတို့ဓမ္မဒုတဆရာတော်တို့နော်ခင်မကန်ဆရာတော်တို့ဟောလိုက်တဲ့တရားအဲ့ဒီစတော်တွေနောက်ပိုင်းကျတော့ဘုန်းကြီးတို့လက်ထက်ဟုတ်လားအဲ့ဒီမှာဒီဇေဒီနဲ့ဖယားနဲ့မနီးမွေးလမ်းဘေးမှာကလမတယောက်ကအမြဲတမ်းပယာကျော်ရောင်းတယ်ပယာကျော်လေအဲ့တော့ပယာကျော်ရောင်းတော့ဒီတရားသူ့နားထဲမှာတပါးပြီးတပါးဟောနေတာနှစ်ပေါင်းကြာပြီလေအနှစ်30လောက်ရှိပြီဆိုတော့ဒီကလမနားထဲမှာတရားကနားရဝနားရဝတော့ဘုန်းကြီးကဟိုမှာပလင်ဘောကတဲပြီးတော့ဏိတန်းပြိုးတာနဲ့သူသိနေပြီဒီဇလန်းဘယ်ဆရာတော်ကဘယ်တော့ဟောခဲ့တဲ့တရားနော်အဲ့ဒါဘုရားကျော်လာဝယ်တဲ့လူတွေကိုဟိုမှာဆရာတော်ဟောနေကလမကဒီမှာဟောနေနော်အချင်းချုံပြီးတော့ပြောပြတယ်ဒီဆရာတော်ဟောတဲ့တရားဘယ်လိုဇလန်းဘယ်ဆရာတော်ကဘယ်တော့ဟောခဲ့တာမဲသူကတော့ရှေ့ရောက်နေတာသူတရားကနော်အေးအဲ့တော့ဘုန်းကြီးတို့ပြောချင်တာကတရားကိုများများနာထားနော်နာထားပြီးပြန်ပြီးတော့သတိရတာပေါ့ဟုတ်ဘူးလားမသိသေးရင်လည်းသိရမယ်သိပြီးသားတရားဆိုလည်းပြန်မပေါ်လာဘူးလားပြန်ပေါ်လာတာမေ့နေတာဩဟုတ်တာပဲငါမေ့နေတာဒီလိုနော်ဒီတရားလည်းဘုန်းကြီးတို့ဟိုးလွန်ခဲ့တဲ့အနှစ်30လောက်ကလိုက်ဟောနေတဲ့တရားပါအခုမှဩဒီတရားတွေငါမဟောတာကြာလှပြီဒီတရားတွေလည်းဟောအောင်မှာစာလေးပါလေးပြန်ကြည့်ပြီးတော့ဟုတ်လားကြက်ဆရာရှိတာကြက်မှတ်ပြီးဟောရတာပေါ့နော်အေးအဲ့ဒီတော့ဘုန်းကြီးတို့ပြိဿဒီဒကမကြီးကမေတော်ကြီးကစိတ်ထဲမှာဝမ်းသာတယ်ကျဉ်တ်တယ်မွေးအကျိုးနှတ်တယ်ပေါ့ငါမောင်မစင်းပြန်လာရင်တော့တရားပွဲတောင်းမယ်တို့တရားနာမယ်ပေါ့ဒါနဲ့မောင်မစင်းကလည်းဖျားပူပြီးတော့ပြန်လာနောက်တနေ့ဆွမ်းငံကြွအိမ်ရှိဆွမ်းငံရတော့မေတော်ကြီးအဆွမ်းလောင်းရင်းနဲ့မောင်မစင်းတပည့်တော်တို့ကိုတရားဟောပြပေးပါဗျာတပည့်တော်တရားနာခြင်းလို့ပါဒကမကြီးတရားဆိုတာနော်သူ့ပါရမီနဲ့သူလာတာစာတတ်တိုင်းဟောတတ်တာမဟုတ်ဘူးမဲအရှင်ဘုရားပြောမနေပါနဲ့ဗျာတပည့်တော်အကုန်သိပြီးပြီဗျာအရှင်ဘုရားကမြတ်စွာဘုရားကိုယ်တော်တရားဟောပြနေတာလေဒကမကြီးဘယ်သူပြောလို့တော့အဲ့ဒါနဲ့ဒကမကြီးကဖြစ်ကြောင်းကုံစင်အားလုံးပြန်လျှောက်ပြတော့မောင်ပစင်းမငြင်းနိုင်တော့ဘူးနော်ကဲဒီလိုဆိုရင်ဒကမကြီးသဘောပဲတင်ပါဗျာတပည့်တော်ကြည်ညာလိုက်မယ်ဗျာအရှင်ဘုရားညကြလို့ရှိရင်မြို့လေကမန္တကိုကြွလာပါဗျာအပြီးလျှောက်လိုက်ဒါနဲ့ဒကမကြီးကရက်ထဲရွာတွေကလူတွေခေါ်ပြီးတော့မြို့လေမှာမန္တထိုးတခါတဲ့လိုက်ပြီးကြည်ညာလိုက်တာညနေဆောင်ကလေးကဒီကိစ္စအတန်ချက်ဆက်နဲ့ကြည်ညာမှာပေါ့နော်
လိုက်ကျင်ညာလိုက်တဲ့အခါကျတော့ညနေလဲစောင်းပြီးလူတွေကအလုတ်သိမ်းရေမိုးချိုးစားတော့ပြီးတော့တရားပွဲသွားကြအဲ့ဒီမှာသခိုးတစုကလည်းလိုက်ပြီးတော့ဟေးဒီညတရားပွဲရှိတယ်ကွဘယ်အိမ်တို့ဝင်ခိုးရင်ကောင်းမလဲမသိဘူးရက်ွက်တဲ့ကလူတွေအကုန်တရားပွဲရောက်မှာလိုက်လေလာတော့ကာလီနဲ့သငယ်ချင်းကာတိယာဒီအိမ်ကိုသွားတွေ့တယ်နော်ဒီအိမ်မှာတော့အမျိုးသမီး2ယောက်ပဲရှိတယ်ဒီအိမ်ကိုတို့ဝင်ခိုးရင်တော့ရလိမ့်မယ်မှတ်ထားတယ်ဒီအိမ်အဲ့ဒါနဲ့ကာလီရဲ့ကာတိယာနီရဲ့ကာတိယာနီကအိမ်ကအိမ်ဖော်မလေးအမျိုးသမီးလေးတယောက်ရဲ့အိမ်တကားတွေပိတ်ပြီးတော့သွားတရားနာကြဟိုကြတော့ပရိသတ်တွေစုံနေပြီဒီတော့မေတော်ကြီးကာလီရဲ့ကာတိယာနီရဲ့အိမ်ဖော်မလေးကပရိသတ်အစွန်ကနေထိုင်ပြီးတော့တရားနာနေတာမထေမြတ်ကြီးကလည်းပဲမိုးမချုပ်ခင်ကြွလာပလင်မော်ကနေပြီးတော့ဏိဒံပြိုးပြီးတော့တရားဟောပြီနော်အဲ့တော့သခိုးတွေကလည်းမိုးလေးချုပ်ပြီဆိုတာနဲ့ကာလီသငယ်ချင်းဖြစ်တဲ့ကာတိယာနီအိမ်ထဲကိုဝင်တိုးတိုးတိတ်တိတ်ဟေးကောင်းနေမင်းတို့တိုးတိုးတိတ်တိတ်နော်မသိစေနဲ့ပတ်ဝန်းကျင်ကငါသွားပြီးတော့သွားလေ့လာလိုက်အောင်မယ်အချင်းကြီးကြည့်လိုက်အောင်မယ်အိမ်ရှင်မတွေတရားပွဲရောက်နေပြီအဲ့ဒါသခိုးဘူကြီးကသူလည်းပဲတရားပွဲရောက်လာတယ်အနောက်ကနေပေါင်ရိပ်လေးခိုးပြီးတော့အကဲခတ်နေတာနော်တရားနာရင်နဲ့မိုးလေးချုပ်လာပြီးမောင်လာပြီးဆိုတော့ကာတိယာနီကအိမ်ဖော်မလေးကိုဟဲ့သမီးသွားညီအိမ်ပြန်စမ်းသွားစီမီသွားပြန်ယူစမ်းတို့တရားပွဲကိုမီးနဲ့ပူဇော်ရအောင်ဟေးမောင်းနေဒါနဲ့အိမ်ဖော်မလည်းသုံးနဲ့တယောက်ထဲပြန်သွားဟိုကြတော့အိမ်သခိုးတက်နေတာတွေ့တော့မအော်ရဲဘူးဟိုကသခိုးအများသူကတယောက်ထဲနော်အဲ့ဒါနဲ့ပြန်လာတဲ့သုံးနဲ့ပြန်လာတဲ့အခါကျတော့အိမ်ရှင်မကိုပြောတယ်အမေအိမ်သခိုးတက်နေတယ်သခိုးကလည်းနောက်ကကြားပြီနော်ကြားတော့ဒီအိမ်ရှင်မသာပြန်သွားလို့အကူကြီးတောင်းရင်တရားကွက်လုံးကလူတွေဝိုင်းဖမ်းရင်တော့အကုန်တို့အဖမ်းခံရတော့မယ်မပြစ်ဘူးဒီမိမကြီးပြန်သွားရင်တော့ပေါင်ရိပ်ခုပြီးတော့လမ်းခုလမှာငါဓာတ်နဲ့ထိုးသတ်ပြစ်မဲခါကြမှာလည်းဓမြောင်တစ်ချောင်းကပါလာသေးတယ်အဲ့ဒီမှာစိတ်ထဲမှာမကောင်းကြံနေတာနော်ဒီတော့အိမ်ရှင်မဖြစ်တဲ့ကာတိယာနီကဘာပြန်ပြောသလဲဆိုရင်အမမာတတံကရိအမအမိဟဲ့သမီးတတံအသံကိုမာကရိမပြုပါနဲ့အသံမပြုနဲ့တိုးသူများတွေအနှောက်ယှက်ဖြစ်ကုန်မယ်တရားနာနေတာလူတွေအာယုံပြက်ကုန်မယ်တိုးဒါပြောတာနော်အမမာတတံကရိအမဟဲ့အမိတတံအသံကိုမာကရိမပြုပါနဲ့သောရနာမသခိုးဓမြတို့မြည်သည်ဟရန္တာခိုးယူကြကုန်သည်ရှိသောအတနာမိမိကိုယ်တိုင်ဒိဋ္ဌာမေဝပဂတိမျက်စိနဲ့မြင်ရတဲ့ပစ္စည်းဥစ္စာကိုသာလျင်ဟရိတန်တိခိုးယူကြလိမ့်မယ်ခိုးယူပါစေသခိုးတွေအိမ်တက်တယ်ဆိုတာကွယ်သမီးရဲ့မျက်စိနဲ့သူတို့မြင်ရတဲ့ပစ္စည်းကိုပဲခိုးလို့ရမယ်ခိုးပါစေငါရင်နဲ့နှလုံးထဲမှာသိမ်းထားတဲ့ကုသိုလ်တရားတွေသူတော်ကောင်းဥစ္စာတွေကိုဘယ်သခိုးဓမြကမယူနိုင်ဘူးတဲ့နော်ယူနိုင်လားပရိသတ်ကြီးဟောဒီကနေ့ဘုန်းကြီးတို့တရားတော်မတွေလှူတဲ့ကုသိုလ်ဘယ်သူမှယူလို့မရဘူးနော်ဒီကုသိုလ်တရားတွေကသံသရာတစ်လျှောက်နိဗ္ဗာန်ရောက်တဲ့ထိပါမသွားဘူးလားပါသွားမယ်ကုသိုလ်တရားနော်ဒီတော့ဥပမာလေးနဲ့ပြောပြမယ်ပရိသတ်တွေကိုလေဥပမာနဲ့ပြောရင်တဲ့လူတွေဟာနားလည်လွယ်တယ်တဲ့ဟုတ်ပလားဆိုကြပါစို့ပရိသတ်ကြီးလူတယောက်ကဘူးသီးခရမ်းသီးတွေဝယ်ပြီးတော့လှောင်ထားတယ်အိမ်မှာနော်ဘူးသီးခရမ်းသီးတွေပေါ်တယ်ဟာဆိုအိမ်ထဲဝယ်လှောင်ထားတယ်ပေါ့တော်ကြာရင်ဘူးသီးခရမ်းသီးဟာမပုတ်ကုန်ဘူးလားပိုးထိုးမယ်ပုတ်မယ်တော်ကြိုင်နွန်းကုန်မယ်တန်ဖိုးတွေကျသွားမယ်နောက်ဘာမှမရတော့ရောင်းလို့လည်းမရတော့ဘူးနော်အဲ့ဒီဘူးသီးခရမ်းသီးကိုပိုင်ထားရင်သထေးလို့ခေါ်မလားမခေါ်ဘူးဗျနော်ဘယ်တော့ပဲတောင်ပေါ်ရပုံတခါတည်းခြံကြီးထဲမှာဝယ်ပြီးပုံထားလေ
ဘူဒီခရမ်းဒီပိုင်လို့တထေးလို့ဘယ်သူမှမခေါ်ဘူးနော်တထေးဆိုတာလူချမ်းသာဆိုတာကမပုတ်မတိုးတဲ့ရွှေရီယရနာရီပိုင်ထားမှသာလေလူချမ်းသာလူတထေးလို့ခေါ်တာဟုတ်ဘူးလားရွှေဆိုတာပရိသတ်ယရနာတန်းဝင်နော်ယရနာဆိုတာမပုတ်ဘူးမတိုးဘူးပိုးမထိုးဘူးချမကြိုက်ဘူးအလေးချိန်ရော့မသွားပြောင်းမသွားဘူးတန်ဖိုးရော့မသွားဘူးအဲ့ဒါယရနာပဲဒီခေတ်မှာစဉ်းစားကြည့်လေဟုတ်ဘူးလားဘုန်းတော်ငယ်ငယ်တုန်းကဆိုမှတ်မိသေးတယ်နော်ရွှေတကြသား200လူကြီးတွေမှတ်မိမယ်နော်ဘာဖြစ်လို့သိလဲဆိုတော့ငယ်ငယ်တုန်းကထီပေါက်ဘူးတယ်ဘုန်းကြီးအောင်ပါလေထီ900စုပေါက်တယ်900မှာ200အပူပေးတယ်900စုအဲ့ဒါမူးတော်မှာထုတ်လို့မရဘူးမော်လမြိုင်မှာသတ်ထုတ်ရတယ်အဲ့ဒါအကူကကားနဲ့ခေါ်သွားတယ်ကားကောင်းမှတင်းပြီးတော့ခေါ်သွားတယ်အဲ့တော့အိမ်ပြန်လာတော့အမေကဘာလုပ်ပေးလဲဆိုလို့ရှိရင်အဲ့ဒါရွှေတကြက်သားနဲ့လက်ပတ်နိုင်လုပ်ပေးတယ်ရွှေအစ်စ်လက်ပတ်နိုင်နော်ခလေးတွေအတွက်လုပ်ပေးတယ်အဲ့တော့ဘုန်းက6နှစ်9နှစ်လောက်ရှိမှပေါ့လေရေးလေးမှတ်မိသေးတယ်အဲ့တော့ဘာလုပ်လဲဆိုလို့ရှိရင်ဆွန်ကျွေးတယ်ဟိုခေတ်တုန်းကဆိုဘုန်းတို့အသံချဲဆက်ဆိုတာဒီလိုဘေးကနေလက်နဲ့လှဲတာပြီးတော့ခွေးတစိမ့်တပ်ပြားတွေနဲ့လေတပ်ပြားခေမမောင်ညို့တို့ပေါ်ကားစားပေါ့အဲ့ဒါလေးနဲ့လှဲပြီးတော့အဲ့ဒါအသံချဲဆက်နဲ့နော်ဆွန်ကျွေးတယ်ပြီးတော့အိမ်ရှိမှရက်ွက်တဲ့ကိုယ်နဲ့ရွယ်သူကလေးတွေအကုန်တန်းစီပြီးတယောက်10ပြားမုတ်ဖိုးပေးသေးတယ်ထမင်းလည်းကျွေးသေးတယ်အဲ့ဒါမေးကြည့်တာအမေဘလောက်ပေးရလဲဟဲ့အဲ့ဒါရွှေတကြက်သား200တဲ့အဲ့ဒါမှတ်မိသေးတယ်နော်အခုတော့ဘလောက်ဖြစ်လဲ100ကျော်တော့မဲ့ဈေးတော်ပေါ်နေသေးတယ်အဖွားကြီးတယောက်ကသူ့မြီးကိုမေးတယ်ငါမြီးတဲ့အခုရွှေတကြက်သားဘလောက်လဲတဲ့အဖွားတဲ့100ကျော်နေပြီတဲ့ဟဲပေါ်လိုက်တာတဲ့ဒုက္ခေတုံးက200တဲ့ဟိုတုံးက200ကကြက်200လေအခုက100ကသိန်း100လေနော်အေးအဖွားကြီးက तू မသိရှာဘူးဟုတ်လားအေးအဲ့ဒီတော့ပြိတ္တာရွှေဆိုတာမပုတ်ဘူးလေပုတ်သွားလားဘလောက်ထားဟိုလွန်ခဲ့တဲ့ဟုတ်လားအနှစ်60လောက်ကဝယ်ထားပုတ်သွားလားမပုတ်ဘူးသိုးသွားလားမသိုးဘူးပိုးထိုးလားဟောချကြိုက်လားမကြိုက်ဘူးအလေးချိန်ရောမရော့ဘူးတန်ဖိုးရောမရော့ဘူးဟုတ်တယ်မဟုတ်လားသူခေတ်သူတန်ဖိုးရှိနေတာကြီးပဲလေအဲ့ဒါယရနာဒီရွှေတွေကြောက်တံပါရမများတွေပိုင်မှဘာလို့ခေါ်လဲသထေးဟုတ်တယ်မဟုတ်လားအဲ့ဒီလိုပဲယံသူမျိုး5ပါးမခိုးနိုင်သန္တရာတလျှောက်နိဗ္ဗာန်ရောက်တဲ့အထိမပုတ်မသို့လိုက်ပြီးတော့ကောင်းချိုးပေးမှာနော်အဲ့ဒီလိုကုသိုလ်တွေပိုင်ထားမှဘာလို့ခေါ်လဲသထေးခုနကဘူဒီခရိုင်ဆိုတာပုဒ္ဒသိုးတတ်တယ်ဟုတ်လားထို့တူပဲတဘဝစာတဏ္ဍစာစီးစိမ်ဥစ္စာတွေဘလောက်ပိုင်တာအနှစ်100တော့မခံဘူးလေဘုန်းကြီးတို့နောက်နှစ်100ဘုန်းကြီးလည်းမရှိတော့ဘူးပရိသတ်တွေလည်းမရှိတော့ဘူးရှိအောင်မလားမရှိတော့ဘူးနော်နောက်နှစ်100ကြာရင်ရှိအောင်မလားအခုတိုက်ကြီးဆောက်နောက်နှစ်100ရှိအောင်မလားရှိရင်လည်းဟောင်းဆွေးနေပြီနော်အေးပြောကျင်တာကပရိသတ်တဘဝစာတဏ္ဍစာစီးစိမ်ဥစ္စာတွေဘလောက်ပဲပိုင်တာဘူးဒီခရမ်းသီးပိုင်တာနဲ့အတူတူပဲနော်ဒါကြောင့်တထေးလို့ခေါ်မလားမခေါ်သေးဘူးတဲ့ဓမ္မသဘောနဲ့ကြည့်နော်ဓမ္မသဘောနဲ့ကြည့်ရင်တော့ကုသိုလ်တွေပိုင်ထားမှဘာလို့ခေါ်လဲသထေးဒါကြောင့်မြတ်စွာဘုရားရှင်ကိုတော်မြတ်ထံကိုဥက္ကလို့အမည်ရတဲ့အမတ်ကြီးတယောက်ရောက်လာတယ်ရောက်လာပြီးတော့တအတော်နဲ့မြတ်စွာဘုရားကိုလျှောက်တယ်ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားမိကာရသထေးသိတ်ချမ်းသာတယ်ဘုရားဘယ်လောက်ချမ်းသာလဲဆိုရွှေကြီးပဲတသိန်းချမ်းသာတယ်ဘုရားငွေကတော့မရေတွက်နိုင်လောက်ချမ်းသာပါတယ်ဘုရားချမ်းသာလိုက်တာဘုရားအောလွန်လို့မြတ်စွာဘုရားကိုလျှောက်အဲ့တော့ရွှေကြီးပဲတသိန်းတဲ့သတ္တသဟတ္တာနိတဲ့ပါဠိလိုပြောတော့ဒီတသိန်းကတသိန်းတော့ဟုတ်တယ်ဘာတသိန်းမှန်းဘုံညာမသိဘူးနော်ရွှေတသိန်းဆိုတော့ဘာတသိန်းလဲအဲ့တော့ဘုန်းကြီးတို့အထက်ကထာတွေတီကာတွေမှာလိုက်ရှာတော့လည်းမတွေ့တော့ကိုယ့်ဟာကိုမှန်းကြည့်တာပေါ့လေ
ရွှေတကြက်သားဟိုတုန်းကဒင်းကားပြားတကြက်သားဆိုပါစို့နော်ဒင်းကားပြားတပြားကိုတကြက်ဆိုရင်တပိတ်သားဆိုရင်ပြား100ဒင်းကား100လေဟုတ်တယ်မဟုတ်လားအခုတသိန်းဆိုတော့ပိတ်သားချင်း1000ရှိပိတ်သားချင်းဘယ်လောက်ရှိကဲအခုတရွာလုံးပေါင်းရင်ရှိမလားအဲ့ဒီလောက်ချမ်းသာတယ်တဲ့နော်မိဂါရတတိရွှေကြီးပဲပိတ်သားချင်း1000နော်ငွေကတော့ပြောမနေနဲ့အော်လွန်လို့အဲ့ဒီဥက္ကအမကြီးကဖယားလာလျှောက်တော့ဖယားကမိတ်ကြားတယ်အဲ့ဒါချမ်းသာအစင်မဟုတ်ဘူးတဲ့နော်ဓမ္မသဘောနဲ့ကြည့်မယ်ဆိုရင်သူတော်ကောင်းဥစ္စာ9ပါးပိုင်ဆိုင်ထားမှအဲ့ဒါချမ်းသာအစစ်တထေးအစစ်လို့ခေါ်တယ်မြတ်စွာဘုရားရှင်းပြဘူးတယ်နော်သူတော်ကောင်းဥစ္စာ9ပါးဆိုတာဟာတတ္တသီလသုဒ္ဓစာကပညာဟိရိဩတ္တပသူတော်ကောင်းဥစ္စာ9ပါးသတ္တဆိုတာဘုရားတရားသံဃာယရဏ3ပါးပေါ်မှာကြီးညိုယုံကြည်တာကံကံရဲ့အကြောင်းကျိုးတွေပေါ်မှာယုံကြည်တာအခုလိုတို့ကုသိုလ်လုပ်ရင်သန္တရာတလျှောက်နိဗ္ဗာန်ရောက်တဲ့အထိဒီဓမ္မဒါနတရားလူတွေအကျိုးပေးမယ်လို့မယုံကြည်ဘူးလားယုံကြည်တဲ့အတွက်အဲ့ဒါသတ္တာတရားလို့ခေါ်တယ်နော်သီလတဲ့လူဆိုရင်5ပါးသီလထိတ်နော်သတ္တာသီလစာကပေးကမ်းစော့ကျဲပါတတ်နိုင်သမျှလှူပါပေးကမ်းပါနော်လှူတာကတော့ကိုယ့်ထက်သီလသမာဓိပညာသာတဲ့အလှူခံပုဂ္ဂိုလ်ကိုကြတော့လှူတယ်လို့ခေါ်တယ်ဟုတ်ကဲ့လားကိုယ့်နဲ့ဓာန်တူကြတော့ပရိသတ်ရေပေးကမ်းတယ်လို့ခေါ်တယ်နော်ကိုယ့်ထက်နှိမ့်ကြတဲ့လူကိုပေးတာကိုကြတော့စော့ကျဲတယ်လို့ခေါ်တယ်လှူဒန်းပေးကမ်းစော့ကျဲလှူဒန်းပေးကမ်းစော့ကျဲတဲ့အဲ့ဒါစာကပဲနော်အဲ့ဒီစာကဆိုတဲ့ကုသိုလ်ဒါနဆိုတဲ့ကုသိုလ်လည်းရှိရမယ်ပေါ့လာတာသီလနော်သုဒ္ဓအကြားမြင်ဘဟုသုဒ္ဓလည်းရှိရမယ်အခုလိုတရားနာတော့ဘဟုသုဒ္ဓတွေမရဘူးလားအကောင်းအဆုံးအကြောင်းကျိုးတွေဝေဖန်တတ်တယ်ပိုင်းခြားတတ်တယ်အကြားမြင်ရှိရမယ်သတ္တသီလသုဒ္ဓစာကပညာစဉ်းစားဝေဖန်တတ်တဲ့ပညာဝိပဿနာပညာပြီးတော့အရှက်အကြောင်းဟိရိဩတ္တပပေါင်းလိုက်9ပါးဘယ်နှပါးတော့9ပါးအဲ့ဒီ9ပါးပိုင်ဆိုင်မှသာလျှင်လူချမ်းသာလို့ခေါ်တယ်လို့မြတ်စွာဘုရားကဥက္ကအမတ်ကြီးကိုဟောပြဘူးတယ်နော်ဒါကြောင့်ဒီအမျိုးသမီးလေးကိုကြည်လိုက်စမ်းကာတိယာနိအိမ်သခိုးတက်တာတက်ပါစေနော်ပဂရီမျက်စိနဲ့မြင်ရတဲ့ပစ္စည်းဥစ္စာကိုယူပါစေဘူးသည်ခယံသည်လို့တဘဝဇာတဏစာပဲယူပါစေတဲ့ငါနှလုံးသားထဲမှာကိန်းနေတဲ့ဓမ္မတွေသူတော်ကောင်းဥစ္စာတွေမပုတ်မသိုးတဲ့ယရနာနဲ့တူတဲ့ကုသိုလ်ကောင်းမှုတွေကိုတော့ဘယ်သခိုးဓမြကမယူနိုင်ဘူးငါကိုယ်ပိုင်ဥစ္စာပစ္စည်းအစစ်တဲ့နော်အဲ့ဒါကိုယ်ပိုင်နဲ့ဘုံဆိုင်လေဘုံဆိုင်ဆိုတာကယံသူမျိုး5ပါးကြောင့်အချိန်မရွေးပျက်စီးသွားနိုင်တာကဘုံဆိုင်နော်ယံသူမျိုး5ပါးနဲ့မတွေ့ဘူးထားကိုကအထိန်သိမ်ကောင်းလို့မပြောက်မပြက်ဘူးထားသိရင်ထားခဲ့ရမှာလေကြံတဲ့လူတွေပိုင်ဆိုင်မှာလေဒါကြောင့်ဘုံဆိုင်လို့ခေါ်တယ်အများပိုင်ပေါ့ဟုတ်ကဲ့လားအဲ့တော့ကိုယ်နှလုံးသားထဲမှာကိန်းနေတဲ့ကုသိုလ်တရားတွေကကိုယ်တယောက်တည်းပိုင်တယ်ဘယ်ရန်သူမှယူလို့မရနိုင်ဘူးရနိုင်လားမရနိုင်ဘူးကိန်းသူ sorry ဒူဟရန်လို့နတ်သားတယောက်ကဘုရားကိုမေးဘူးတယ်မာရိတာဆင်းရဲကင်းတော်မူသောမြတ်စွာဘုရား sorry ဟေသခိုးတဲ့မြတ်တို့သည်ဒူဟရန်မယူနိုင်သောအရာဒီကကိန်းသူဘယ်ပါနည်းမြတ်စွာဘုရားဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားဆင်းရဲကင်းတော်မူသောမြတ်စွာဘုရားယံသူမျိုး5ပါးမယူနိုင်တာဘာပါလဲမြတ်စွာဘုရားလို့မေးဘူးတယ်ဒီတော့မြတ်စွာဘုရားကမိတ်ကြားတယ်ဘုံညာစောရိဟိဒုဟရံဒေဝပုဒ္ဓတိလိုရင်းနဲ့မေးလာတဲ့ဝနတ္တာစောရိသခိုးဓမြတို့သည်ဒုဟရံမယူနိုင်သောအရာသည်ကဘုံညာကောင်းမှုကုသိုလ်ပါပဲကုသိုလ်ကောင်းမှုဆိုတာဘယ်ရန်သူမျိုးမှမယူနိုင်ဘူးတဲ့ယူနိုင်သေးလားမယူနိုင်ဘူးအဲ့ဒါကြောင့်မပုတ်မသိုးပိုးမထုတ်ချမကိုက်ဘူးလို့ခေါ်တာနော်နားလည်သွားပြီနော်ဒါကြောင့်ပရိသတ်ဘူတိခယံတိကြီးပဲစုနေမှာလားယရနာမပုတ်မသိုးတဲ့ယရနာစုမလား
ယရဏစုတဲ့ဘုန်းကြီးတို့ပရိသတ်တကူယရဏတောင်ရောက်နေတာဘယ်တောင်ရောက်ယရဏတောင်ရောက်နေတယ်ဆိုတာသာသနာနဲ့လက်ကြုံတာနော်မြတ်စွာဘုရားသာသနာနဲ့ကြုံတော့ကုသိုလ်အကုသိုလ်လည်းသိခွင့်ရပြီသာသနာထဲမှာဒါနကုသိုလ်ပြုမလားသီလဆောက်တည်မလားတရားဓမ္မတွေနာကြားအထုတ်မလားနော်တတိပဋ္ဌာန်တရား၄ပါးမဲ့၄ပါးဖို့၄ပါးစသည်ပေါ့ဗျာဘောဇင်9ပါးအကုန်ရှိတယ်အဲ့ဒါယတနာနော်ရှေ့တုန်းကလူ2ယောက်တယောက်ဓာတစ်ချောင်းစီနဲ့တောထဲသွားပြီးတော့မှုရှာပြစ်ရှာသွားကြတတော်ဝိန္ဒတောင်ထက်နဲ့သွားရင်နဲ့ယရဏတောင်ရောက်သွားတယ်လို့ဆိုပါစို့နတ်ဒီကွယ်ရတာအခုတော့ကံအားလျော်စွာနတ်ဒီကပြတော့ယရဏတောင်ကြီးတွေးပြီယရဏစိန်ကြောက်တွေဝင်းလက်နဲ့တယောက်သောလူကတော့ဓာသွေးကြောက်ကောက်ပြန်တယ်ဟာဟန်ကြပြီစမ်းထဲမှာကြည့်လိုက်တဲ့ကြောက်ကချောနေတာငါအိမ်ကြရင်တော့ဓာသွေးမယ်ဆိုပြီးတော့ဓာသွေးကြောက်ကြီးအလေးခံပြီးတော့ပြန်လာတယောက်အသိဉာဏ်ရှိတဲ့ယောက်ျားကတော့ဩယရဏစိန်ကြောက်တွေဆိုပြီးတော့အားလုံးပြိဿပဆိုးကိုတခါတဲ့ကွင်းလုတ်ပြီးတော့တဲ့အဲ့ဒါကြီးကိုလွယ်ပြီးတော့ပြန်လာတဲ့အခါကျတော့ယရဏစိန်ကြောက်ကောက်တဲ့လူကတော့ဓာသွေးเสียလည်းမလိုတော့ဘူးနော်ချမ်းသာသွားပြီဟုတ်လားဓာသွေးကြောက်ကောက်ပြန်တဲ့လူဟာခုမှသတိရတယ်ရွာရောက်မှဟာငါတော့မှားသွားပြီငါယရဏစိန်ကြောက်ကောက်ပြန်ရမှာအခုငါဓာသွေးကြောက်ကောက်လာတာတခါလာလည်းပဲဓာသွေးပြီးတောသွားရအောင်ပဲဖြစ်ဘူးငါတော့ယရဏတောင်ပြန်သွားမယ်ဆိုရင်တွေ့နိုင်ပါဦးမလားမတွေ့နိုင်တော့ဘူးနတ်တွေကဝှက်လိုက်ပြီကွယ်လိုက်ပြီနော်ယရဏတောင်ဆိုတစ်ခေါက်ရောက်ဖို့လွယ်သလားအဲ့ဒီလိုပဲအခုဘုန်းကြီးတို့ပရိသတ်တို့ကသန္တရာလဲလာတာသန္တရာထဲမှာလေတဘဝပြီးတဘဝလဲလာလို့ခုဖယားသာသနာဆိုတဲ့ယရဏတောင်ရောက်နေတာနော်မကြခင်ရွာပြန်တယ်လို့ပဲသေရွာပြန်ကြရအောင်မယ်နှစ်တရာမပြည့်ခင်မပြန်ကြရဘူးလားပြန်ကြရမယ်ဆိုတော့ဓာသွေးကြောက်နဲ့တူတဲ့စားဝတ်နေရေးကိုပဲအချိန်ကုန်ခံပြီးတော့အဲ့ဒါကြီးပဲကောက်ပြီးနေမှာလားသို့မဟုတ်ယရဏစိန်ကြောက်နဲ့တူတဲ့ကုသိုလ်တွေကောက်ပြီးတော့ပြန်မှာလားကိုယ့်ဟာကိုယ်ဖြေလေဘာကောက်ပြီးပြန်ကုသိုလ်ယရဏစိန်ကြောက်တွေကောက်ပြီးပြန်မှာပေါ့ကုသိုလ်ဆိုတာယရဏစိန်ကြောက်ပဲမပုတ်မသိုးပိုးမတို့ချမကိုက်နော်သံသရတလျှောက်နိဗ္ဗာန်ရောက်တဲ့အထိအကျိုးမပေးဘူးလားကျိုးပေးမယ်တဲ့ဒါကြောင့်ယရဏတောင်ရောက်တဲ့အခါယရဏစိန်ကြောက်တွေကောက်နိုင်ကြပါစီဗျာနော်ဒီကနေ့လဲယရဏစိန်ကြောက်ကောက်တဲ့ပွဲကျင်းပနေတာလို့နှလုံးသွင်းနော်လာတဲ့လူတွေလည်းကောက်ကြပါယူကြပါဆိုပြီးယရဏတွေစွန့်ကျဲနေတာဟုတ်လားရွှေမုံငုံငုံရွာနေတယ်ပဲအောက်မေ့ပေါ့နော်အဲ့တော့ဒီကာတိယာနီဆိုတဲ့အမျိုးသမီးကဒီတရားသဘောကိုကောင်းကောင်းကြီးသူသဘောပေါက်ထားတယ်ဒါကြောင့်အိမ်သက်ခိုးတက်တောင်မှအရေးမလုပ်ဘူးနော်အိမ်သက်ခိုးတက်တာခိုးပါစေတဲ့သောရနာမသက်ခိုးဓမြတို့မြည်သည်ရန္တာခိုးယူကြကုန်သည်ရှိသောအတ္တနာမိမိကိုယ်တိုင်ဘဂရီမျက်စိနဲ့မြင်ရတဲ့ပစ္စည်းဥစ္စာကိုသာလျှင်ဟရိတ်တန္တိခိုးယူကြလိမ့်မယ်ခိုးယူပါစေတဲ့အဟံငါသည်ဒုံလဘသာဝနာအလွန်တရားနာကြားခဲ့တဲ့တရားကိုတော့သူနာမိနာကြားတော့မယ်တရားတော့ငါအပြတ်မခံနိုင်ဘူးတရားပေါ်မှာအဲ့ဒါလောက်ထိမြတ်နိုးတာနော်ပစ္စည်းနဲ့ဓမ္မကိုလဲနိုင်တယ်နော်ဘုန်းကြီးတို့ပရိသတ်ဆိုအိမ်သက်ခိုးတက်တယ်ကြားရင်နောက်ဆုံးဘုန်းကြီးနဲ့ပလင်ပဲကြံအကုန်ထပြန်ကုန်မှာနော်ဟိုမှာကြည်စံပရိသတ်အိမ်သက်ခိုးတက်နေတယ်ပြန်သေးလားမပြန်ဘူးတဲ့သူ့အိမ်ဖော်မလေးကိုပြောနေတယ်နော်ဣဒာနေယခုအခါ၌အဟံငါသည်ဒုံလဘသာဝနာအလွန်တရားနာကြားခဲ့လှတဲ့တရားဓမ္မကိုသာသနာနဲ့ကြုံမှသာလျှင်နာခွေရတဲ့တရားဓမ္မကိုသူနာမိနာကြားတော့မယ်အိသခုတ္တတက်ပါစေယူကျင်တာယူပါစေငါနှလုံးသားရဲ့ကိန်းနေတဲ့ဓမ္မကိုတော့ဘယ်သခုတည်းမှမယူနိုင်ဘူးငါတရားပဲနာတော့မယ်နော်မာဓမ္မသအန္တရာယံကရောဟိအမအမိဓမ္မသတရားတော်ရဲ့
အန္တရာယအန္တရေကိုမာကရောဟိမပြုပါနဲ့ဓမ္မန္တရေသိလိမ့်မယ်ညီမပြောနဲ့တိုးတိုးဒီနေရာမှာအန္တရေနဲ့ပတ်သက်ပြီးနှစ်မျိုးပြောပြအောင်မယ်နော်ဓမ္မန္တရေနဲ့ပုံညာန္တရေလို့နှစ်မျိုးရှိဘယ်နှမျိုးရှိလဲနှစ်မျိုးရှိပုံညာန္တရေဆိုတာသူများကုသိုလ်လုပ်တာကိုလိုက်ပြီးနှောက်ယှက်တာဖျက်ဆီးတာကန့်ကွက်တာမလှူဖို့မတန်းဖို့ဟုတ်လားအဲ့ဒါဆိုရင်တော့ပုံညာန္တရေအကုသိုလ်ဖြစ်တယ်ဘာဖြစ်လဲပုံညာန္တရေအကုသိုလ်ဖြစ်ရင်တဲ့ဖြစ်လေရဘွားလူပြန်ဖြစ်တယ်ထားနော်အဲ့တော့ငရေကနေတက်လို့လူပြန်ဖြစ်တယ်ထားလူဖြစ်ရင်တဲ့လှုပ်ရှားကင်စားလို့မရဘူးမွဲတဲ့နော်ဘာဖြစ်လို့လဲဆိုတော့ဒါနနာမဒုက္ခနာနိဒာနလို့ကျမ်းဂန်နဲ့ဆိုထားတယ်ဒါနဆိုတာတဲ့ချမ်းသာခြင်းအကြောင်းတရားတဲ့ဒါနဆိုတာအတိတ်ကဒါနမျိုးစေ့တွေပါလာခဲ့မှဒီဘဝမှာလှုပ်ရှားကင်စားလို့အကျိုးပေးတာနော်နှုတ်မဟုတ်ရင်အကျိုးပေးမလားအေးနော်လုပ်ငန်းချင်းတူပရိသတ်ကုသိုလ်သာတဲ့လူကအတိတ်ကလုပ်ခဲ့တဲ့ကုသိုလ်အားကောင်းတဲ့လူကသာသွားတာပဲဉာဏ်ရည်ချင်းတူနော်အတိတ်ကကုသိုလ်အားကောင်းတဲ့လူကမသာသွားဘူးလားပြောကျင်တာကပရိသတ်စမ်းပေါ့ဗျာအနုပညာနဲ့ပြောရင်ဘာခေါ်အခုဆိုစမ်းရည်မိုးတော့မတွေ့ဘူးလားဟမ်တညာကိုင်ထောင်နဲ့ရဟုတ်တယ်မဟုတ်လားဩဘုန်းကြီးတို့စဉ်းစားကြည့်တယ်ဒီအကောင်ကြီးဘုန်းကြီးတွေထက်ဘုံကြီးတယ်နော်သူများပြောလို့ပါစမ်းရည်မိုးတဲ့ဘာလိပ်ပေါ်တယ်တယ်လီဖုန်းထဲမှာလိုက်ရှာကြည့်အမဲတက်လာတယ်ဩကြည်စံတက္ကမတွေသွားဆုချဟာဖုန်းဆိုလဲအိုင်ဖုန်းဟုတ်ကဲ့လားပြီးတော့ပိုက်ဆံဆိုလဲဩစဉ်းစားကြည့်နော်မင်းသမီးကိုသာအိမ်ကယောက်ျားဆုချပြန်လာတော့အရိုက်ခံရနော်အခုကျတော့တက္ကမတွေသွားဆုချတယ်ယောက်ျားဘာမှမပြောဘုန်းကြီးစဉ်းစားကြည့်တယ်ဒီသူ့ယောက်ျားတွေကတော်တော်သဘောထားကြီးတယ်နော်အေးထားပါတော့စမ်းဘာกว่าလဲကြည်လေပရိသတ်သူလဲပဲဟုတ်လားဇတ်မင်းသားကိုလဲဇတ်မင်းသားရှင်ကကြီးရတာချင်းတူမလားအဲ့ဒါစမ်းအတိတ်ကပါခဲ့တဲ့အကြောင်းတွေအကျိုးလာပေးတာဘယ်နေရာပြည့်ပေါ့စီးပွားရေးရှင်လို့နော်ဆိုင်နေသူများတဲကိုလဲတဲတယ်ရှင်ကြည့်အဲ့ဒါပရိသတ်တချို့ဆိုင်ကအကျိုးပေးအားကောင်းတယ်တချို့ဆိုင်ကအကျိုးပေးမကောင်းဘူးနော်ဆရာဝန်ရင်းတော့မတူဘူးဗျတချို့ဆရာဝန်တွေပရိသတ်ဆေးကန်းဖွင့်လူတွေတိုးနေတာတချို့ဆရာဝန်တနေ့နေလို့တယောက်လူနာမလာဘူးနော်ဟေးအဲ့ဒါကြောင့်ကုသိုလ်ဆိုတာလှုပ်ထားရတယ်လိုရမယ်ရမလှုပ်သေးဘူးလားဒါကြောင့်ဒါနနာမဒုက္ခနာနိဒါနဒါနနာမအလှူဒါနဆိုတာသည်ဒုက္ခနာချမ်းသာခြင်းတို့ရဲ့နိဒါနအကြောင်းရင်းမှန်တယ်ဆိုတဲ့အတိုင်းသူများချမ်းသာမဲ့နော်အကြောင်းတရားတွေကိုကသွားပိတ်ပင်နေဆိုရင်ဖြစ်လျာဘဝကိုမွဲပြီပေါ့ရှင်းတယ်နော်ဓမ္မဆိုတာအကြောင်းအကျိုးဘယ်တော့မှမကင်းဘူးဟုတ်ကဲ့လားနောက်ပြီးတော့ဓမ္မန္တရေတဲ့ဓမ္မန္တရေဆိုတာသူများတရားအထုတ်မယ်ဟဲ့သွားမလုံးနဲ့ညီယူတတ်တယ်ဟိုကအဖော်လာစတာအဖော်မရှိလို့တယောက်တည်းဆိုသွားတာခက်နေလို့နော်အဖော်လာစတာညီသွားမလုံးနဲ့ယူတတ်တယ်ဆိုတော့ပရိသတ်ဟိုကလည်းပဲနောက်ဆုတ်သွားရောရတဲ့ရထိုက်တဲ့တရားတွေပါရမီကုသိုလ်တွေမရတော့ဘူးလေအဲ့ဒီအကုသိုလ်တွေသိကြောက်เสียကောင်းနော်တရားပွဲတွေလိုက်ပြီးတော့ပိတ်ပင်တယ်တားဆီးတယ်နှောက်ယှက်တယ်အဲ့ဒါဓမ္မန္တရေညှိတယ်လို့ခေါ်တယ်သေရင်ငရဲကြလူပြန်ဖြစ်ရင်လည်းပဲပရိသတ်ပညာမတတ်ဘူးထုံထိုင်းနေတယ်ဉာဏ်ရည်မမီဘူးတချို့မွေးလာတယ်ဉာဏ်ရည်မမီဘူးလေအဲ့ဒီကံနေနော်သိကြောက်เสียကောင်းတာဒါကြောင့်မှတ်ထားပါပုံညာတရေနဲ့ဓမ္မန္တရေပုံညာတရေလည်းမညှိစေနဲ့ဓမ္မန္တရေလည်းမသိစေနဲ့တဲ့နော်ဘုန်းကြီးတို့လေဒီဆိုတော့ဘုရားကြီးကရေးထားခဲ့တာအဲ့ဒီအန္တရေနှစ်မျိုးအကြောင်းနော်ဒါကြောင့်ဒီကနေ့ဘုန်းကြီးတို့ပရိသတ်ကြည်စံအလှကြီးလောက်တာရှင်းလင်းဘယ်သူမှနှောက်ယှက်မဲ့လူရှိဘူးနော်အားလုံးအားပေးမဲ့လူသာဓုခေါ်မဲ့လူကြီးပဲဟုတ်တယ်မဟုတ်လားကျေနပ်စရာကြီးပါဗျာဒါကြောင့်ခုနကကာတိယာနီကညီဓမ္မန္တရေသိမယ်နော်
တိတ်လူတွေတရားနာနေတယ်နောက်ကသခိုးကြီးဟာမှားပြီငါတော့သူတော်ကောင်းကြီးပါလားအိမ်သခိုးတက်တာကိုသိနေတာတော့အိမ်မပြန်ပဲနဲ့အိမ်ကပစ္စည်းတွေယူပါစေတဲ့သူ့နှလုံးသားတွေကကုသိုလ်တွေတော့ဘယ်သခိုးတွေမှယူလို့မရဘူးတဲ့ဟုတ်လိုက်တာမှန်လိုက်တာငါတော့မှားပြီဒါနဲ့ပြန်လှည့်သွားသခိုးကြီးအိမ်ရောက်တော့တပြည့်တွေကဟေးကောင်းလေးပြန်ထားกว่าတို့တော့မှားပြီกว่าသူတော်ကောင်းအိမ်ကြီးတို့ဝင်ခိုးမိတာဒီအတိုင်းသာဆိုရင်တော့သားမယားစားဖို့တို့ငရဲအကြက်ခံပြီးတော့ရှာဖွေနေရတာကွာမဖြစ်ဘူးဒီတိုင်းသာဆိုတော့တို့ငရဲကြတော့မယ်လာအကုန်ပြန်ထားပစ္စည်းတွေအကုန်နေရာပြန်ချပြီးတော့တရားပွဲလာတရားပွဲမပြီးသေးဘူးနော်အဲ့ဒီမှာတရားနာလို့ပရိသတ်ရဲ့မိုးလင်းအာယုံချင်းအလင်းရောက်တဲ့အခါမှာတရားလက်သိမ်းရောဒီကာတိယာနဲ့အိမ်သခိုးတက်နေတာကိုလုံးဝစိတ်ထဲမှာကိုပြန်မလှည့်ဘူးနော်စိတ်လည်းမရောက်ပဲနဲ့တရားမှာပဲအာယုံရောက်ပြီးတော့ခန္ဓာရဲ့ဉာဏ်ရောက်ရင်းနဲ့သောတာပန်တည်တယ်ကာတိယာနဲ့အမျိုးသမီးဘာဖြစ်ပြီလဲသောတာပန်တည်ပြီတရားလည်းသိမ့်ပြီတဲ့တရားကိုချစ်လွန်းလို့ဉာဏ်နိုးလွန်းလို့နော်ကဲပစ္စည်းနဲ့ဓမ္မဘယ်ဘက်ကအလေးသာသွားဓမ္မဘက်ကအလေးသာတယ်အံ့ဩစရာကြီးနော်အဲ့ဒီလိုအမျိုးသမီးဘုန်းကြီးတို့သာသနာမှာရှိကိုမရှိဘူးဒါကြောင့်မြတ်စွာဘုရားကဧတတဲ့ဘွဲ့တူးနဲ့ချီးမြှောက်ခဲ့တာတဲ့နော်ဧတတဲ့ဆိုတာသာသနာမှာ2ယောက်မရှိဘူး1ယောက်ထဲအဲ့ဒါကိုဧတတဲ့လို့ခေါ်တယ်နော်အဲ့ဒါနဲ့သခိုးတွေကလည်းတရားပွဲပြီးပရိသတ်တွေလည်းပြန်တော့အမကြီးကျွန်တော်တို့ပြစ်မှားတာကိုခွင့်လွတ်ပါဟဲငါမောင်နေဘလို့ဖြစ်လို့တော့အဲ့တော့သခိုးကြီးအားလုံးပြန်ရှင်းပြတာပေါ့လေငါခွင့်လွတ်ပါတယ်ကွယ်ဒီလောက်နဲ့ခွင့်လွတ်ယုံနဲ့မရသေးပါဘူးအမကြီးရဲ့ကျွန်တော်တို့ကိုယဟန်တကခံပြီးတော့ယဟန်ခံပေးပါယဟန်ပြုပေးပါဆိုတော့တခါတည်းခေါ်သွားသောနာဓမ္မဂတိကမထေထံမှာလျှောက်ထားပြီးတော့အကုန်ယဟန်ဝတ်ပေးပြီးကြည်ကြံအားထုတ်လိုက်တာသခိုးတွေအားလုံးအသောကုန်ကယဟန်တာဖြစ်ကြတန်းဝင်တယ်နော်အဲ့ဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကတစ်ချိန်တော့ဇေတဝန်ကျောင်းတိုင်းမှာပရိသတ်တွေစုံတဲ့အချိန်ဒီအမျိုးသမီးကိုဧတရက်ဘွဲတူးနဲ့ချီမြောက်ခဲ့တာနော်ဧတရကံဘိကဝေမမသာဝိကာနဥပတိကာနံအဝိဇ္ဇပတ္တနာနာယတိတံကာတိယာနိဘိကဝေပရိသတ်၄ပါးจิตသားจิตသမီးတို့မမငါဘုရားရှင်ကိုယ်တော်မြတ်ကြီးဤသာဝေကာနတပိသာဝိကာမဖြစ်ကြပေကုန်သောအဝိဇ္ဇပသနာနံယရဏ300တို့တွင်မတုံမလုံးသက်ဝေယုံကြည်ကြကုန်သောဥပတိကာနံဥပတိကဒဂမအပေါင်းတို့တွင်ယတိတံကာတိယာနိယအယံကာတိယာနိအချင်းကာတိယာနိဆိုတဲ့အမျိုးကောင်းသမီးသည်အဋ္ဌိရှိပါ၏ဧတံဧသထိုကာတိယာနိဆိုတဲ့အမျိုးကောင်းသမီးသည်အကအမြတ်ဆုံးအသာဆုံးဖြစ်ပါပေတယ်လို့ဣတိဣသောဘဂဝါဘုံတော်6ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ကာတိယာနိကာတိယာနိဆိုတဲ့အမျိုးကောင်းသမီးကိုဧတရကဌာနေတရားပေါ်မှာအမြန်နိုးဆုံးအချင်းများနိုးဆုံးဧတရအရာ၌ထပေသည်ကောင်းစွာမသွေချီမြောက်ထားတော်မူလေတော်သတည်းတရားချစ်သူတရားမြတ်နိုးသူဆိုတဲ့တရားကိုဒီကနေ့ညဓမ္မဒါနတရားကိုလှူဒန်းခြင်းဓမ္မသာဝနာတရားနာကြားခြင်းဓမ္မပူဇာတရားဓမ္မကိုပူဇော်ခြင်းဆိုတဲ့ပွဲပြီးပါပြီတရားသိမ့်ရေးစက်ချမယ်နော်ဒီနေ့ကျွန်တော်ရဲ့မြည်လေးမောင်ခလင်းဆက်ကိုရှင်ပြုရဟန်းခံကိုအကြောင်းခံပြီးတော့ဒီနေ့ကြွရောက်လာကြတဲ့မူတော်မျိုးကန္တာရယဓမ္မဒုဒရိတာစာသင်သားရဲ့ဦးစီးပရဏနာယကဆရာတော်ဘုရားကြီးအရှင်ကောသလနဲ့တကွာတရားနာပရိသတ်များအားလုံးကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေလူရင်ဆန္ဒများလည်းလုံးတော်ပါသည်ပြည့်စုံနိုင်ကြပါစေလို့အလှရှင်အလှတကာများဖြစ်ကြတဲ့ကိုကျော်ဆန်းမောက်ဝင်းသနာဦးလေးကိုစားကျေးဇူးတင်စကားလေးပြောကြပါရစေ
ခဏကျေးဇူးတင်စကားများအထူးပြောချင်တာကတော့ခဏတရားဟောပလင်ထက်မှာကြွရောက်နေတယ်မုဒ္ဒမျိုးကံသာရဓမ္မဒုတရိပ်သာဆရာတော်ကြီးအရှင်ကောသလကိုကျေးဇူးအထူးပဲတင်ရှိပါတယ်လို့ပြောချင်ပါတယ်ဒီကျွန်တော်များဒီဆရာတော်ဘုရားကြီးဟာဓမ္မဒုတဆိုတဲ့အတိုင်းစာရေးစာချတရားဟောတရားပြငားရတဲ့ကိုမရှိပါဘူး။နှစ်ကင်ကြီးရွာကဖိတ်ကြားထားတဲ့ကိုယ်တကာတကာမများကိုလည်းဆန္ဒပြည့်စေနှစ်ကင်ကြီးရွာသူကြီးရွာတဲ့ဒါများရဲ့ဒီဓမ္မအတိများရစီဒီလိုစိတ်စေတနာမျိုးကြီးမားစွာနဲ့ကြွရောက်ပြီးတယ်ဆိုတော့ဒီပြေတော့ကောင်းစွာနားလေသိရှိပါလေဗျာအဲ့ဒီအတွက်ကိုလည်းဆရာတော်ဘုရားကြီးကိုယေရှုဥပကာယအထူးပဲသိရှိပါတယ်ဒုတိယယေရှုတင်ရမယ့်ပုဂ္ဂိုလ်များကတော့ခဏတရားပွဲကိုကြွရောက်လာကြတဲ့ကျွန်များတရားနာပရိသတ်များဒီတရားပွဲအစီအစဉ်ဖြစ်မြောက်အောင်ဒီဖက်ဖက်ကနေပြီးတော့ဝေယဝဆကုသိုလ်ရှင်များကျွန်တော်များဟတိပလတ်တော်ရည်သားကဒီလူငယ်လေးများနဲ့ရက်ွက်သူရက်ွက်သားများအကိုအမများကျွန်တော်များကျေးဇူးတင်ထိုက်တဲ့ပုဂ္ဂိုလ်များအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်လို့အလှရှင်များရဲ့ကူစားပြောခြင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့အလှရှင်တပွဲဖြစ်ဖို့ဆိုတာဝေယဝဆတကယ်ကိုစေတနာတရားတရားထက်သန်စွာနဲ့ဆောင်ရွက်ပေးတဲ့ပုဂ္ဂိုလ်မရှိရင်ဘလို့မှကျွန်တော်လုပ်လို့အဆင်မပြေပါဘူးကျွန်တော်တို့ပွဲစဉ်ကလည်းအမတန်ရက်ရှိပါတယ်ခင်ဗျပြီးတော့ဒီလိုစီစဉ်ဖြစ်ဖို့အတွက်ကိုကြာရတောင်းဝန်ကနေပြီးကျွန်တော်ရဲ့အကိုအမညီကိုမောင်မများအာကျိုးမှန်တဲ့ဆောင်ရွက်ပေးရတာကျွန်တော်မြင်ရတော့အထူးပဲဝမ်းသာပီတိဖြစ်ပါတယ်ဒီအတွက်ကိုလည်းယေရှုအထွန်းတင်ရှိပါတို့လို့ပြောကြပါရစေပြီးတော့ကျွန်တော်များလျှောက်တင်ဖို့ကြံတာကတော့ဒီနေ့ဘုရောမျိုးကန္တာရဓမ္မဥဒ္ဒဆရာတော်ကြီးကိုလျှောက်တင်စာတစ်ခုကြံခဲ့ပါတယ်ဒီလိုအကြောင်းတရားတိုက်ဆိုင်လို့ပဲရှင်ပြုမင်္ဂလာရဟန်းခံများတစ်ကြီးကြီးရွာမှာကြုံဆုံခဲ့မယ်ဆိုရင်တရားဓမ္မများလားကြွရောက်ချီးမြှင့်ပေးဖို့ကြီးရွာလူများရဲ့ကိုစားတပြည့်တော်ကြိုတင်လျှောက်ထားပါရစေဗျာခဏတရားပွဲကြွရောက်လာကြတဲ့အပရိသေများလည်းပဲကျွန်တော်များတရားပွဲကနေပြန်ပြီးတော့ကြွတဲ့အခါမှာကျွန်တော်များဟကြက်က3စီးကျွန်တော်တို့ပြင်ဆင်ထားပြီးပါတယ်ခင်ဗျဝေးလာတဲ့ပရိသတ်များကားကိုကျွန်တော်တို့စနစ်ရစီစဉ်ထားပြီးတဲ့အတွက်ကားလီပြန်လာတဲ့ထိပ်ကိုဝေးတဲ့လူစောက်ပြီးပါကျွန်တော်တို့ဒီလိုအတွက်ကိုလည်းစနစ်ကြပေါ်တွေဝေသမားများကိုလည်းပြင်ဆင်ထားပြီးဖြစ်ပါကြောင်းကျွန်တော်များအလူညွတ်များကျွန်တော်များပြောကြပါစေခင်ဗျကြောက်လာတဲ့အလုံးပရိသတ်များကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေကြောင်းဆုမကောင်းများတောင်းပါတယ်ခင်ဗျာသာဓုသာဓုသာဓုဆက်လက်ပြီးတော့ယနေ့ကျင်းပပြုလုပ်ခဲ့သောအိမ်သစ်တဲ့မင်္ဂလာရှင်ပြုရဟန်းကနာသမင်္ဂလာအစရှိတဲ့ကောင်းမှုတို့နဲ့အတူယနေ့ညကျင်းပပူဇော်သောဓမ္မဒါနတရားလူဓမ္မပူဇာလူတော်မင်္ဂလာစရှိတဲ့ကောင်းမှုကုသိုလ်စုစုတို့ကို30ဘုံကျင်လည်ကြကုန်သောအနန္တဒုက္ခိတဒုက္ခိတသတ္တဝါပေါင်းတို့ကိုရေဆက်သွန်လောင်းရှုတောင်းမြပေးဝေလိုပါ၍ဆရာတော်ဘုရားမှရေဆက်ညွန်တရားချီးမြှင့်ပေးသနာတော်မူပါမည်ကြောင်းဘုရားတပည့်တော်ခြေတော်ဆုံးခိုက်၍ရိုသေလေးစားစွာလျှောက်ထားတောင်းပန်အပ်ပါသည်ဗျာကဲအားလုံးလိုက်ဆိုကြမယ်နော်ဣဒံမေပုံညံနိဗ္ဗာနတပစ္စယောဟောတုတပြေတော်တို့သည်တရဏဂုံသီလစောက်တည်ကြလျက်တန္တရာဝဆင်းရဲဒုက္ခအပေါင်းမှထွက်မြောက်ရာအမှန်
မြတ်နိဗ္ဗာန်ကိုဧကန်ထုတ်ချောက်မျက်မှောက်ပြုပါရခြင်းအကျိုးငါရည်ရွယ်၍ရည်တန်၍အိမ်တက်မင်္ဂလာရှင်ပြုယဟန်ခံနာသမင်္ဂလာအလှကြီးကိုနေ့စဉ်ရက်ဆက်မမောမပန်းသရာတရားမပြတ်မကွက်လှူဒန်းပါကုန်၏ပူဇော်ပါကုန်၏တရားအလှူနှစ်ညတိုင်တိုင်လှူဒန်းပူဇော်ပါကုန်၏တပည့်တော်တို့သည်ယနေ့ယခုဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်မြတ်စွာဘုရား၏သာသနာတော်နှင့်တွေ့ကြုံကြယရဏစိန်ကြောက်ကောက်သည့်အလားယရဏတောင်ရောက်သည့်အခိုက်ယရဏစိန်ကြောက်ကောက်သည့်အလားဒါနသီလဘာဝနာအစရှိသောကောင်းမှုတို့ကိုစီးပူးပါကုန်၏ဤကောင်းမှုတို့ကြောင့်ဆင်းရဲနှင့်ငရဲကင်းပြီးပညာကျွယ်ဥစ္စာကျွယ်လူမိုက်တို့နှင့်မတွေ့ရပဲသူတော်ကောင်းတို့နှင့်တွေ့ကြုံရပြီးပေးမကုန်လှူမခမ်းလှူပြီးသည့်နောက်နှံ့မျောခြင်းအလျက်မရှိပဲမဲ့ဖို့နိဗ္ဗာန်လွယ်ကူစွာရရပါစေသာဤကောင်းမှုတို့ဤအဖို့ဘာကကိုဂုံကျေးဇူးအထူးရှိပေထသောအသက်ထေရှားမထေရှားသောမိဘဘိုးဘွားဆရာသမားဆွေမျိုးမိတ်ဆွေအားလုံးတို့အား၎င်းအိမ်ဆောင်နှင့်ရွာဆောင်နှင့်မြို့ဆောင်နှင့်ရုပ်ကစိုးဘုံမစိုးအာဂတစိုးစေရီပထိုးအမျိုးမျိုးမြစ်ချောင်းအင်းအိုင်ရေတွင်ရေကန်ပင်လယ်သမုဒ္ဒရာတောတောင်တို့၌နေထိုင်ကြသောသမာဒေဝနတ်ကောင်းနတ်မြတ်မိယုဖလာသမာဒေဝနတ်ကောင်းနတ်မြတ်အားလုံးတို့အားအမျှပေးဝေပါကုန်၏အားလုံးအမျှရ၍ဝမ်းမြောက်မှုမောသာဓုခေါ်၍လူနတ်နိဗ္ဗာန်သုံးတန်သောချမ်းသာဒုက္ခအထောက်အပရကြပါစေသာအရှင်ဘုရားအားလုံးကြားကြားသမျှအမျှအမျှအမျှယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကြားကြားသမျှအမျှအမျှအမျှယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအားလုံးကြားကြားသမျှအမျှအမျှအမျှယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအားလုံးဘေးဗျာဝေးကွာကျမ်းမာချမ်းသာကြပါစေ